ရှော့တယ်လက်ချင်ကလောက်တာငါစောကြီးကလောက်တာမင်းကငါပြန်တာမင်းကငါငယ်လေးတည်းပြန်တာဟဲ့ငယ်တော့လေမင်းမမိလားခမရနဲ့ကျွန်တော်တွေကပြောရတယ်လားအေးလေတယောက်တနေ့လေးသားတွေပြောစားမှာဘာပြန်လဲဘုံကြီးကျောင်းသားဘွားတော့လေငါစွန့်ခံတော်ရှင်ကြီးစီထူတယ်ဟုတ်တယ်မင်းငါနဲ့ပြန်လိုက်ပြီးတော့အိုးစီထူတယ်အဲ့ဒါတခါဘာလို့ရှောက်ပြောနေရွာရဲ့အိုးစီဝမ်းတာဝင်ပြီးတော့ကတာဘာလဲတော့ငါပြန်ကိုလိုက်ပြန်နေလေဘာဖြစ်အဲ့ဒါပြန်တာပေါ့ခမရလည်းပြန်တာပဲကျွန်တော်ရွာထဲမှာကောင်မလေးတွေနဲ့ရီးသားထားတော့ကောင်မလေးတွေကြိုက်တယ်ခမရစုပ်ကိုလိုက်ပြန်ပြီးတော့အားချမခံကောင်လေးတွေနဲ့ကြိုက်တယ်တို့တငယ်ဘာမှလည်းမအဲ့ရောက်မရှာကွာဟမ်ရောက်မရှာလေးမင်းကငါလိုက်ပြန်ရင်ဘာပြန်လဲငါမိမယူတော့လဲမင်းယောက်ျားလိုက်ယူတယ်လေကဲကျောက်ကမိမလည်းညိုလီရောကျောက်တော့မှတ်ပါတယ်တဲ့တယ်မှတ်ပါတယ်ဒါပေမဲ့ကျောက်ကလည်းလိုက်ပြီးတော့မိမလည်းယူရောကျောက်ကခလေးမွေးမွေးဦးလေခမရခလေးမွေးမွေးဦးလေအဲ့မှာခလေးမွေးအောင်ဆိုပြီးတော့ခမရခလေးမိမကိုကလားဆာမီနဲ့လှုပ်ပေးတယ်ဒီကလေးနဲ့မဲမဲလေးဟာဘာလဲငါသားရေးကွာငါသားရေးမင်းပြန်လာများနေပြီမင်းခမရသားနဲ့မတူပါဘူးခလေးကလည်းဘူးမပြောင်းဘူးဟမ်နဖူးကပြောင်းရဲပြန်တော့မဟုတ်ဘူးကွာနော်ဘာလို့ပြောင်းနိုင်တဲ့သူပဲပြောင်းရတာဟာလားငါတို့ကနဖူးပဲပြောင်းတာဘယ်တော့မှပြည်သူ့ဘောမျက်နှာပြောင်မတိုက်ဘူးနားလေလားရှောက်ပြောမနေနဲ့ကြောက်ကလဲတွေရာတွေနဲ့အလုံးလဲဖြစ်လဲပြောခမရလဲတွေရာတွေလိုက်ဝင်တယ်လေဝဲတော့ပြန်ပြီးတော့ခမရလဲတွေရာကိုတတ်မလို့ကနေအကုန်သိမ်းသွားတယ်ငါတက်ပိုင်နေသွားပြီးဝယ်ပြီးတာဟုတ်ကွာဒါတော့အဲ့ဒါကိုမကျေနပ်လို့ငါဆန္ဒပြတယ်အဲ့ဒါကိုမင်းကငါနဲ့အပြိုင်လိုက်ပြီးတော့ဆန္ဒပြပဲဆိုပြီးအစာငါခံဆန္ဒပြလေရောက်တယ်ဘာအကြောင်းမှလည်းမရှိဆန္ဒပြတော့အစာငါခံဆန္ဒပြတယ်ဘာဖြစ်လို့သက်ဆိုင်ရာဘာရေးယူမှမသိမနဲ့မင်းရမင်းနောက်ဆုံးအစာရည်သားငတ်ပြပြီးဆေးရုံရောက်သွားရလေဟောအဲ့လိုလားအဲ့လိုဟောပါပြီကျုံးကအစာရည်သားငတ်ပြပြီးတော့အစာရည်ပေါက်ပြီးတော့ဆေးရုံတယ်ခင်ဗျာဆေးရုံရောက်တော့လိုက်ကြတယ်လေကျွန်တော်လည်းဆေးရုံရောက်တော့ခင်ဗျာဆေးရုံမရောက်တာခေါင်းလားဆိုပြီးတော့လေးတက်တက်တော့ခုန်ချတယ်လေအမိုက်ကားပေါ်ကြလဲကြအောင်ခင်ဗျာသိလဲမသိဘူးဘာမှလည်းမဖြစ်ဘူးကိုတိတ်ချောင်းကြံစင်မှုနဲ့ရက်စကန်ဖမ်းပြီးတော့ခင်ဗျာထောင်ထဲရောက်တယ်လေငါထောင်ကြတော့မင်းလိုက်ပြီးထောင်ကြလိုက်ကြင်လေးလေဘာပြန်လို့လဲငါလည်းထောင်ကြတယ်ဆိုပြီးငါနဲ့ပြန်လိုက်ပြီးတော့မင်းဘာလဲရှစ်လေးလုံးရေးပြီးမှဝင်ပါလာလေဝင်ပါလာပါပြီထောင်ကြအောင်ဆိုဝင်ပါလာပါတယ်ထောင်မကြဘဲနဲ့တနက်ပြစ်ခံတာအဲ့ကောင်အဲ့တော့ရှက်မှန်ခင်ဗျာမစော်ကားနဲ့စော်ကားပါလို့ရှင်ဗျာဖဲပြန်တယ်ဘယ်တော့လာပြန်တော့အဲ့လေဘယ်တော့ပြန်နေနော်အခုလာအခုမင်းကလာပါလာဆောင်းပါဆောင်းပါရောဖဲပါခင်ဗျားပြောတယ်တောင်းတိတ်မှာကြာမအနောက်ကနေထွက်ဘယ်ချပ်ကပါပွင့်နေစပြီခင်ဗျားကိုပြန်အောင်ပါဒီမှာညောင်းတော့မင်းလည်းမှတ်ထားပါကြားတကားလဲကမာချို့တော့ပါပြီးငိမ့်ကြရင်ရတယ်ဆိုရင်တော့မင်းနိုင်ငံနဲ့ပြိုင်လုံးမှာမှတ်တာပြိုင်နေပါပြိုင်မင်းကမိုးအောင်ရင်နဲ့အောင်ရင်ပဲပါတယ်ဟဲ့ငါတို့နာမည်တွေမပါဘူးတိုင်းကျော်တို့ဝိုင်းကျော်တို့မပါဘူးငါတို့အပေါင်းလို့လေငါတို့နာမည်ပါရပ်ပါလေဘောတူတူပဲငါတို့နာမည်ပါမင်းတို့နာမည်ပါပေါအောင်စေဟုတ်ပြီဆိုပေးမယ်ဗျာဆိုပေးမယ်ဗျာကောင်မလေးတွေမိုက်တယ်သွားမလုံးနဲ့ဒိန်ကြရန်ကုန်မြို့ကချောလာတဲ့ဒိန်ကြဒိန်ကြကောင်မလေးတွေမိုက်တယ်သွားမလုံးနဲ့ဒိန်ကြရန်ကုန်မြို့ကချောလာတဲ့ဒိန်ကြဒိန်ကြဟုတ်အဲ့ဒီဒိန်ကြားမှာငါတို့တယောက်နာမည်မပါသေးဘူးလေငါတို့ပါအောင်လုပ်လေငါတို့ပါအောင်ဆိုပါဩအေးဟုတ်တယ်နော်ကနေဒိန်ကြားမှာမင်းတို့မပါဘူးပါအောင်ဆိုအေးပါအောင်ဆိုပေးမယ်ကောင်မလေးတွေမိုက်တယ်သွားမလုံးနဲ့ဒိန်ကြရန်ကုန်မြို့ကချောလာတဲ့ဒိန်ကြဘေးနားမှာကနေတာကခွေးသားခွေးသား
မင်းဘာပြောလိုက်တာနားမရှိလို့ပြန်ဆို ကမလေးတွေမိုက်တယ်သွားမလုံးနဲ့ထိန်ကြရန်ကုန်မြို့ကချောလာတွေထိန်ကြဘေးနားမှာကနေတာကခွေးသား ခွေတာဟာ ဟဲ့ဘာပြောတယ်ပြန်ဆို ကမလေးတွေမိုက်တယ်သွားမလုံးနဲ့ထိန်ကြရန်ကုန်မြို့ကချောလာတွေထိန်ကြဘေးနားမှာကနေတာမစိုးတော့ မဆိုတဲ့ကောင်လည်းခွေးသားကွာမဆိုတဲ့ကောင်လည်းခွေးသား အဲ့လိုမပြောနဲ့လေကွာအဲ့ငါဖေဥအောင်ရင်ဘာဖြစ်သွားမှာ ဘာကောင်လေးမသိလင်းလေးလောက်ပါလူငယ်တွေဖြစ်ပြီးတော့ဘာလဲဟိုချင်းတော့ဘက်ကောင်းတယ် ဘယ်ရှင် လက်တွေ့ရင်စပစ်ပြင်းနဲ့လိုက်ပုတ်ခိုင်းနဲ့ပလာဇာမဆက်ကိုရဲဝင်ဖမ်းတော့ပြေးလိုက်ရတာခါတရားအဲ့ဒီတော့ကောက်ချက်ကြမယ်နင်တို့ညီမဟာဖာပါ အေးကန်းသားသေးမှာ အဲ့ငါညီမတော့သူနိုင်ငံသားမှနေနေရနော်မင်းတော့ ဟိုငါမြူးအောင်လို့ မင်းတို့ကဘာကောင်တွေလဲကွာမဆိုတဲ့ရင်မဆိုပါနဲ့တို့rapper လေ rapper ဆိုတာ hit တွေ hot တွေ beat တွေပေါ်နေလုံစမ်းပါ hit တွေ hot တွေ beat တွေပေါ်နေလုံစမ်းပါ hit တွေ hot တွေ beat တွေ ဖွားတယ်လို့ဆမ်းမဖွားတယ်လို့ဆမ်းမ အော်မင်းတို့ကလည်းဟဲ့တဲ့ဟာတွေပြည့်ဖော်လေကွာဟဲ့တဲ့ဟာတွေပြည့်ဖော်လေကွာမထူတော့ပါထွီမိုးအောင်ရင် ညာ ငါ့ကိုနောက်ထပ်9ခါလောက်ထပ်ထွေးလိုက်စမ်း ဟာသူ့စပရင်းဘာဖြစ်လို့ အိမ်ကမျက်နှာမသိလားလို့ ဩရေများမချိုးတော့သူ့တကောလုံးရှာနေနေရက်ခိုင်းမလားမသိ မင်းတို့ဘာတွေလျှောက်ပြောနေ rapper ဆို rapper ချင်းတွေဆိုပါဟိုတချင်းဆို ဘယ်ချင်း ရဲလေးတချင်းအိမ်6နာရီဆိုဖေးရပြန်လာပေးပါအိမ်မိုးချုပ်ပါကိုလဲတဲ့ကြောက်နေလို့ပါအဖေနဲ့မေအစင်ပြင်းနေရင်ဂတိကျိုးပါပဲ နတ်အိုးသီးတွေပါကြိုကြဂရင်ကြီးပါကြိုခြံအောင်ကျိုးတွေပါပြတ်ဘာလဲပြောနေရတော့ ငါချင်းကဘယ်ရောက်သွားလဲမသိဘူးနော် ဘယ်ဖြစ်သွားပြီ ငါအဖေเจ้าကလည်းငါပဲသိတာကွာအဲ့ဆိုလို့ရှိရင်ဟိုတချင်းပြောင်းဆိုမယ် ဘယ်ချင်း လမ်းမမြင်ကမ်းမမြင်မဆပ်ဖေကိုနမ်းချ ဟေးမဆပ်ဖေလေ ဟာတုံးတော့ဘယ်နဲ့မဆန်းဖေကိုနမ်းရမှာတော့ဒီမှာကြည့်နေပြိတ္တတွေကအများကြီးပဲအဲ့ပြိတ္တတွေမှာမဆန်းများပါလို့ရတော့ကွာအားနာလိုက်တာမဆန်းရ အရေးတော့မဆန်းသွားအားနာနေသေးတယ် မဆန်းရဲ့မဆန်းရဲ့ တနေရာတည်းထိုးစမ်း မိမိတို့ကဘာမှထိုင်နေမှမသိ တေးကြဆိုတော့ကွာမင်းရတယ်ဟာအာငါ rapper အစိုးရထဲမှာဆိုငါတို့ rapper ချင်းချင်းကတော့ rapper ထဲမှာငါအဲ့ငါဆိုတော့အိမ်တချင်းဆိုတဲ့ကောင်ကိုကြိုက်တာစကမ်းမှုရဲ့သားလေ ဩရဲလေ ရဲလေးလား ဟုတ်တယ် ဟိုကောင်လည်းငါကြိုက်တယ်ကွာကျက်မတွေလိုက်လို့တဲ့ကောင် ကြက်ဖာ ကျက်ဖလားအဲ့ကောင် တယ်ချက်ဖ ငါဟိုကောင်လည်းကြိုက်တယ် အဲ့ကောင် ဂျပန်နီကရိုးဆိုတာလေ ဘန်နီဖြိုးဒီဘန်နီဖြိုးကမြည်ကြီးတော့ မင်းတို့မသိလို့ငါနဲ့အဲ့ကောင်နဲ့ရေတူတူချိုးဘူးတယ်ကွာ ဩ အဲ့ဘန်ဒီဖြိုးလားအဲ့ကောင်လည်းငါသဘောကျတယ်ငါအစိုးရတော်တော်များများသဘောကျမင်းကအစိုးရထဲမှာဘယ်ဆိုလို့သဘောကျ ငါတော့အောင်ရင်ကိုအကြိုက်ဆုံးပဲ အောင်ကြီးကိုမင်းကဘာလို့ကြိုက်တာတော့ ငါအဖေမို့လို့ နောက်ပါ ဟိုငါတကယ်တမ်းကြိုက်တာငါလှအောင်ကြိုက် အောင်လားလာအောင်ကတို့ရက်ွက်ထဲမှာမီးကင်းဆောက်တဲ့ကောင် ဟေးအဲ့ကောင်လည်းမှားပါလေ အောင်လားရဲ့ပဲချင်းကြိုက် ဟိုတချင်းကိုကြိုက်တာကွာငါကလားစာမီကိုတောင်းမှန်ပါတယ် မိတ်ဒီလာမျိုးမှာပြဿနာမရှာနဲ့ အားနာလိုက်တာမဆန်းရ ရပါဖြစ် လုံးဝ rapper လေး crazy လေ အေး rapper လာဖြစ်နေတာ rapper ဘယ်လိုလုပ်မှာ အော်ရပါလို့ရှင်လား အေးရပါလို့ချင်း အော်မင်းတို့ကရပါလို့ကလွယ်လွယ်လေးပဲဟာဒါသူ့မှာသူ့ style သူ့ hand သူ့ပန်ဒါမျိုးတွေပါဟဲ့လို့တာမယ်လေ အဲ့ဒါကျတော့ငါတို့မင်းတော့မသိဘူး ဟာဟုတ်ပြီအဲ့ဒါဟဲ့ဟောမင်းငယ်တော့မစွန့်လို့ရမလား မဘူးလားတော့ကွာ အေးမစွန့်လို့ကြည့် ဆိုလွတ်တယ် rapper ဘာလို့ဖြစ်မှာ မင်းမတော်တော်နီးစပ်နေပြီမင်းအဲ့မှာနေဟိုအဲ့ဒါမင်း beating နဲ့1 2 3အဲ့ဒါလိုက်ရပါဖြစ်ပါပြီအဲ့ဒါဖြစ်ပါပြီ ဆိုလို့ကြိုက်တယ်ဗျာပြီ ဒါဘော ငါလည်းတင်ပြီ ဟောမင်းကြတော့မင်းဒီကောင်နဲ့ style မတူအောင်မင်းလုံးရမင်းငယ်တော့ဝဲပေါက်ပြီးရလေကွာပေါင်ကြားထဲမှာလေဝဲပေါက်တာလေ ငါငယ်ချိုးငယ်တိုင်းကမဟုတ်နဲ့ရမင်းလည်းပေါက်ဘူးလားပါ ဟိုငါပေါက်တာလူလျှောက်မပြောနဲ့မင်းကရှက်စီ အေးပေါက်ဘူးလားနဲ့ rapper နဲ့ပါဆိုင် အမို့အဲ့မင်းအဲ့ရပြတော့မင်းဘယ်လိုကောက်လဲကြော ဒီလိုကုတ်တာလေအဲ့ဒါတော့ rapper နဲ့မဆိုင်ဘူး မင်းဥစ္စာဝဲကောက်တာနဲ့မတူဘူးဘောကြနေတယ် မဟုတ်ရပါလေအဲ့လိုပဲဝဲကုတ်တာလေလိုမျိုးလေဝဲကုတ်လိုက်မှာပေါ်ကြတယ်လေ ဘယ်လို rapper ဖြစ်သွား မဟုတ်ဘူးအဲ့ဟိုးကောင်းလိုပဲလေကွာမင်း beating လေးနဲ့သွားမှာအဲ့မှာ1 2 3ဟာဒါရပါဖြစ်ပြီလားဒါလို့လားအရင်လွယ်လားဟာ ဒီနေ့မကြောက် rapper တော့ဖြစ်ပြီ rapper နဲ့ဘာနဲ့ဆိုင်
အော်ရပောင်းအပြောဆိုလေးရှိသေးတယ်လေ ဘယ်လိုပြောอ่ะ ခေါ်ပြောလေးရော ငါတို့အပြင်လူတွေပြောရတယ်မတူ အား ဘူး တော့မတူတော့တာမန်မဟုတ်တော့ အဲ့ဆိုငါတို့ rapper ရဲ့ style တွေတော့ရပြီငါတို့အခေါ်ပြောမတူဘူးဆိုလို့ရှိရင်ဟဲ့ငါတို့ရိုးရိုးလူတွေကကို့အဖေကိုအဖေလို့ခေါ်တယ်ကွာတို့ rapper ချင်းချင်းကြတော့အဖေကိုဘယ်လိုပြောမလဲ ဘိုးတော် ဟဲ့ဘိုးတော်ကမောင်တီမဟုတ်ဘူးလား ဟေးမဟုတ်ဘူးမဟုတ်ဘူးရပါလို့ခေါ်လိုက် အ တာ ဖေကို ဘိုးတော် ဘိုးတော် ဟုတ်တယ် ဒါဆိုလို့ရှိရင်အမေကြတော့ ဘွားတော်ဗျာ အမေကိုဘွားတော့ ဟုတ်တယ်ဗျာ ဒါဆိုလို့ရှိရင်ကွာစကားပြောတာကို ချီးပေါက်တယ်ချီးအော်ဒါအထာလေးတွေမင်းကပြောကြည့်စမ်းပါ စကားပြောတာကိုချီးပေါက် ချီးပေါက် အဲ့ဒါဆိုလို့ရှိရင်တစ်ခုခုစားမယ်ဆိုရင် စွဲတယ်ကွာ ဆွဲတယ်အဲ့ဆိုလို့ရှိရင်မင်းကမသိလို့တခါတည်းမေးလိုက်မယ် အေးမေးပါ အမေကစကားအရန်ပြောနေတဲ့ခါမှာကွာအဖေကဝင်လာမယ်ဟိုထမင်းဝင်စားသွားတယ်ဆိုဘယ်လိုပြောမလဲ အဘွားတော်ကြီးကချီးပေါက်နေချိန်မှာဘိုးတော်ကြီးကဝင်စွဲမလိုက်တယ်ဟဲ့ အဲ့ဒါကောရစ်ပတ်ကို နဲဟောင်းနေရပဲမင်းကငါ့ကိုလာမေးတာမင်းဘာလို့လာမေးလဲ မင်းညစ်ပတ်လား ရစ်ပတ်တယ် rapper ဆိုပြီးမှတော့အခုငါတို့ rapper ဆိုပြီး rapper ချင်းနေဆိုတယ် အေး အဲ့ဒီ rapper ချင်းမှာအတိတ်နမိတ်ဆိုတာရှိ တို့ rapper နဲ့တိုက်နမိတ်နဲ့ဆိုင်လို့လား ဆိုင်တာမဟုတ် ဘာဆိုင်လဲပြော ငါမှညီမလေး3ယောက်ရှိတယ်လေ မင်းညမ3ယောက်ဘာဖြစ်လို့ အေးအကြီးဆုံးမှဟိုချင်းသွားဆိုတာလေ ဘယ်ချင်းလို့ ဂျုံဂျုံချနေပြီဂျုံဂျုံချနေပြီသုံးလက်ကိုပိုက်ပူကြီးလို့ဂျုံဂျုံချနေပြီဟောအခုအသက်80ကျော်အဖိုးကြီးနဲ့ညာသွားပြီ ဂျုံဂျုံကြနေပြီနဲ့အဖိုးကြီးနဲ့ညာဟုတ်တယ်ဘိုးကြီးကဂျုံဂျုံကြနေ အတိတ်နမိတ်ကို အတိတ်နမိတ်တွေ ဟော အလက်မလေးကြတော့ပါးရည်နဲ့ရည်ရှိတယ်ဗျာ အလက်မတွေကဘာဖြစ်လို့ ဆိုတဲ့သချင်းက body ဆော့စားရဲ့ဟိုသချင်းလေ ဘယ်ချင်းလဲ လက်လက်ကိုထလို့လက်လက်ကိုထနေတာလက်လက်ကိုထလို့လေဟောအခုစိတ်လိုက်ပိုင်ရှင်နဲ့ညာသွားပြီ လက်လက် လက်ထတာနဲ့စိတ်တိုင်းပဲရှိတယ်အေးမိုက်တယ်ရမိုက်တယ် မအုံမလဲနဲ့အငယ်ဆုံးမလေး ဘာဖြစ်လို့ တချင်းကိုမစိုးတင်လားမသိစိုးတင်လားမသိသွားဆိုတာလေ ဘယ်တစ်ချင်းလို့ ဟိုတချင်းလွှမ်းပိုင်ရဲ့ဒုံးပြန်ဒုံးပြန်ဒုံ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 ပြန်ဒုံးပြန်နဲ့ဟောအခုတော့ကပ်ပလီနဲ့ညာ အဲ့ဒါနေရှင်လက်လေးကကိုနေလေကြီး သူကဂိုးတင်ကောင်း အားနာလိုက်တာမဆန်းရ မဆန်းနဲ့ဘာဆိုင်လို့တော့ကွာဒီပြဿနာနဲ့ဟုတ်တယ်မောရင် ဘာတော့ ဒီကောင်ပြောတာဒါသူမိသားစုတွေကအကြောင်းပဲပြောတာနော် အေး တချင်းကမေးဟုတ်တယ်တကယ်မဆိုတတ်လို့ရှိရင်တို့နိုင်ငံနဲ့ပါဒုက္ခပေးတာ ဟိုင်းကနေဘာတော့ခါပြီ အေးလေ ဘလို့ မသိဘူးလား မသိဘူးလေ ဆိုင်းဆိုတဲ့ချင်းလေးကြီး အေးချင်း ဘာလဲတောကော်ဒီ အဲ့တောကော်ဒီကဟိုဘိုက်ဒုက္ခပေးတာ ဘယ်ပိုက် အိုးလေးလောက်ပါဟဲ့ရှေးအိုးလေးလောက်ပါဟဲ့အိုးလေးလောက်ပါဟဲ့ရှေးအိုးလေးလောက်ပါဟဲ့ဟောအဲ့ဒီတချင်းလဲပေါ်အိုးလေးလောက်ပါဟဲ့အိုးလေးလောက်ပါဟဲ့ဆိုတော့တို့မြန်မာနိုင်ငံကိုနာကစ်မုတ်တိုင်းဝင်တာအိုးတွေမဟုတ်ဘူးအိမ်တိုင်းတွေပါပြုတ်ကုန်ဘူးတချင်းမရွေးတတ်တာကိုပြောတာ အတိတ်နမိတ်နဲ့ဆိုင်တော့ တချင်းမှားတာဟိုကောင်လဲဆိုတာလေရဲလေး ခဲလေး အိမ်6နိုင်ဆိုဖေးရပြန်လာပေးပါအိမ်မိုးချုပ်မှာကိုအများတန်းကြောက်နေလို့ပါအဲ့တချင်းလဲပေါ်ဟောတို့နိုင်ငံမှာမာရှယ်လောတွေထုတ်လိုက်ကို ဒါတိုက်ဆိုင်သွားလိမ့်နမိတ်နဲ့ ရပါနဲ့နိုင်ငံနဲ့တကယ်ဆိုင်တာတော့နောက်ဆုံးဒုက္ခပေးတာဒီကောင်ဆောင်းရဆိုတဲ့ချင်း အေးချင်း ဂျုံဂျုံကြနေပြီဂျုံဂျုံကြနေပြီ30ခွဲဘိုက်ပူချွေးလို့ဂျုံဂျုံကြနေပြီအဲ့တချင်းလဲပေါ်တို့နိုင်ငံဒီမိုကရေစီရအောင် အားနာလိုက်တာမဆန်းရ ဟဲ့ငါတို့အချိန်ရတော့ပါရငါတို့ဘော်ရိုင်ရပါကြီးလည်းဖြစ်သွားပြီရပါရဲ့နီးစနစ်တွေလည်းတည်သွားပြီအဲ့တော့ငါတို့ကဲမယ် ဟိုလေးဖွင့်နေချင်း တချင်းပွင့်ငါစမ်းပါလေတချင်းပွင့်ဟာ အားနာတာမဆိုင်ရင် ဘာမှလုံးလို့မရဘူးနားကြီးနေစူးညံနေရပဲဒီမှာ ဘာမှလုံးလို့မရဘူးဆိုတော့နင်ကဘာလုပ်နေလို့ ဖျားကန်ထဲမှာ အော်ပဒီစိတ်နေတာ ဒိတ်ဆောင်နေတာ ဂိမ်းစောင့်နေတာကိုရေးကြီးကွန်ကျဲလာပြီးတော့ငါတို့ကနေအောင်လာရက်ခိုင်းရ အမဒီမှာမင်းတို့လည်းကဘာမှဝင်မပြောနဲ့တော့ဧည့်သည်လို့နေစမ်းပါကွာမင်းတို့တွေကလည်း အဲ့ဒါဆိုနေရလဲအိမ်ရှင်ကအိမ်ရှင်လို့နေလိုက်အိမ်ရှင်ကဧည့်သည်ကိုလာမစော်ကားနဲ့နော် တော်ပါဖြစ်တော်ကားရပါဖြစ်လဲ စော်ကားတော့ဈေးဥကျိုးတာဗော ဘာပြောရင်ကြည့်ပြောနော်ခုကို ဗျာ ခုတကယ်ချင်းနေရလေရုပ်ကလတ်တွေကစုပ်ပြတ်ပြီးပုံစံတွေကဂလုံးဂလန်နေနဲ့ကွာကြည့်လို့ဗျာ ဘာဖြစ်လဲရုပ်ကလတ်ကစုပ်ပြက်ပြီးတော့ပုံစံတွေကဘာဖြစ်တယ် ကိုယ်ကလည်းကိုကြည့်လေဂလုံးဂလန်
ဂလုံးကလားနင့်ကိုအုံကန်နေလို့လားပြော ဘာပြောလဲ ပုံကန်နေလို့လားလို့ပုံကန်နေလို့လား ဟာလေမင်းတို့ရဆရာကြီးလားဟဲ့လား ဆရာကြီး ဆရာကြီး ကြီးလား ဆရာကြီးပဲ ဟာဆရာကြီးမသားကြီးမော်တော်ဆိုင်ကယ်စီဟာဆရာကြီးမသားကြီးမော်တော်ဆိုင်ကယ်စီ ရှုပ် မစီးတဲ့တော့ချော်လဲမင်းစီနှလုံးခွဲ ဟဲ့မေးစီကတစ်လုံးတည်းရှိတာဘာဖြစ်လို့ငါတို့ကနှလုံးကွဲရတာတော့ မရှိစီရခွဲကွာ ဟာ မင်းတို့တော့ဦးစံကောင်လာမလုံးနဲ့နော်အောင်ဇလုံးနဲ့ဖြတ်ထုတ်လိုက်လို့အခါကြီးကဂီတာတီးပြီးထွက်သွားပဲဘာပဲလေ ဟို ခင်ဗျာ မင်းညောင်မင်းပြောတော့ရငါတို့အဖြူတယ်ကြီးနော်အဖြူတယ် လည်းမနိုင် အဖြူလဲဆိုမင်းတို့ကဦးမလဲလုံးနေရအောင်ဒီမှာစောက်တယ်နောက်နောက်သွားမယ်နော်စွဲသွားလို့မပဲပါသွားပဲဘာပဲလေ အဲ့မင်းညောင်မင်းပြောတော့ အဲ့ဒါမင်းငတ်မှာလားမင်းငတ်ပေးချိုးလို့ကမင်းငတ်ပြီးရ မင်းညမောင်မင်းပြော ဘာဖြစ်လို့ ငါ့ကိုပြောတဲ့စကားထဲမှာဒီစကားအနာဆုံးပဲ ဘာဖြစ်လို့တော့ ငါကြိုက်တယ်လို့ပြောစမ်းပါအိမ်မှာနေတဲ့ငါအဖေဦးငပဲကိုဘာမှထည့်ပြောစရာမလို ဩတကယ်တကယ်ချင်းကလည်းမင်းဖေကငယ်ငယ်လေးတွေကကြိုးပြီးသားဟာ ဟောတကောင်ထွက်လာတဲ့အထိတော့ကောင်းပါပဲပေါ့ အဲမင်းညမမလွယ်ဘူးနော်ရောက်မင်းညမမလွယ်ဘူးနော် မင်းတို့မင်းတို့ကဘာလို့ဆိုချလာထုံးလာကြောက်ချက်ထုံးလိုက်လို့ထုံးရတယ်ဘာလို့ချိန်လိုက်လာခဲ့သမား စော်လေးမလို့ကြည့်နေတော့ 啊，送了表妹，送了。 ဒိုးလိုက်တော့နေ ဘာရှောက်တော့လဲ အဲ့ဘိုးတော်ကြီးချီးမပေါက်နဲ့ ဘာချီ 哎哎，拿表，表妹拿，我买了那种。配看那个啊，边表里哎搞的哟，配。 အဲ့ကောင်တော့အော်ဟိုကောင်တငယ်ချင်းလေဟဲ့ အာဘောတော်ကြီးလောက်ဆမ်းပါ ခုနဘာပြောလိုက်လဲ အာစော်လေးကတော် 啊， ကြီးလား 表那里对呀，买了谁了我？ ဒိုးပြန်ရှိတာဒိုးလိုက်တော့ စော်လေးရဒိုးလိုက်တော့အဲ့ဒါပဲမင်းတို့လူငယ်တွေစကားပြောမတတ်လို့ငါတို့တိုင်းပြည်ကမောက်ကမဖြစ်ခဲ့ရ အာကျောင်းနဲ့ဘာမှမဆိုင်တော့ကျွန်တော်ဘန်းစကားတွေပြော ငါတို့မြန်မာပြည်ရမြန်မာရှိရသေးလား ဘာဖြစ်လို့ ဇပူဘီယာတောက်ရင်အလွန်ကောင်းဆိုတာ စပူဒီပါလက်ရတောင်ကျွန်း အေးအဲ့ငါမေ့နေဇပူဒီပါလက်ရတောင်ကျွန်းဩဘာနမိတ်ထုံးတဲ့ကျွန်းကငါတို့ပြောတဲ့စကားတွေကကဘာပေါ်မှာဖြစ်တတ်တယ် ဘာမှမဆိုင်ဘူး ဖြတ်ဆိုင်တော့ ဟဲ့ဦးလေးဥပမာနဲ့ပြောပြ မင်းတို့မိန်းကလေးတွေကိုစော်လို့ခေါ်တယ် စော်လေး ကောင်မလေးရှိသွားမယ်ဆိုရင်သွားမယ်လို့ပြောပါလား လို့ပြောလို့ ဒိုးကြစော်လေးရှိဒိုးကြစော်လေးရှိဒိုးကြကြည့်လားစော်ရဲဆိုတော့လဲစော်ဘလော်တီးတာ ဟုတ်ကဲ့ ဒိုးတယ်ဆိုတော့လဲတို့ငယ်တော့ဂုံရင်းဒိုးတို့ပြစ်ဒိုးတို့ ဟုတ်ကဲ့ ပြစ်တာခတ်တာ ဟုတ် စော်ဘလော်တီးပြီးပြစ်နေခတ်နေတာအခုချိန်ကြီးငိမ့်ငိမ့်ရသလားဟမ် ဟုတ်တယ်ဒါအတိတ်နမိတ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ မင်းတို့အဲ့ဒါရောနောက်ခေါ်ပါသေးတယ်ကောင်မလေးတွေကိုဗါလဲအမှန်ကန်လေး အေး အမှန်ကန်လေး အမှန်ကန်လေး လှတော့လှတယ်ပြောပါလားဗျာ ဟုတ်ကဲ့ လှတယ်ပြောမိုက်တယ်တဲ့ ဟုတ် ဟဲ့မိုက်တယ်ဆိုတော့ဘုရားဟောတရားမှာဘာလနန်းကွာလူမိုက်ကိုပြောတာအဲ့ဒါကိုလှတယ်လူချောတယ်လူမျိုးမိုက်တယ်လို့ပြောတော့အမှန်ကန်လေးရေးလဲမိုက်တယ်ကွာအမှန်ကန်လေးရေးလဲမိုက်တယ်ကွာတဲ့တကယ်အမှန်ကန်တိုင်းပြည်ကိုလှုပ်ကျွေးပြလူတွေမိုက်တယ်ဆိုထောင်ထဲဆွဲတဲ့တော့အခုမှလွတ်တယ်လေဟမ်ခေါ်ကြရပါလေပြောပါသေးတယ်ဟာဘာလဲဘာညာလေးတွေမင်းကလေးကဘာညာလေးတွေတဲ့ပြောရတာကြပြီးတော့မင်းကလေးကြီးသွားမယ်ဆိုတော့သွားမယ်ပေါ့မဟုတ်ဘာညာလေးရှိရွေးကြအောင်ဘာညာလေးရှိရွေးကြအောင်မင်းတို့ပြောခဲ့တဲ့စကားအခုကြည့်လားဘာမှညာမှမသိဘဲနဲ့တက္ကသိုလ်တွေဟိုးဝေးရွေးသွားတာမင်းတို့သိလားဟမ်စကားဆိုဆင်ရင်ပြောရတယ်ကွာနားတယ် ဟုတ်တက်ကတူချောင်းနေရွေးတာတော့အားနာတာမဆန်းရဲ့ ဘာဆိုင်ရတာ မဆမ်းမ အဲ့တော့ရော မရတော့ဘူး ဒီမှာအဲ့ကောင်နှစ်ကောင်မျက်နှာငါမကြည့်ချင်ဘူးငါရင်ရေကဦးထွက်လို့ပြော ဦးလေးကျွန်တော်ပေါ်လာလေးဗျ ဘာဘောလားမလို့ချင်ဘူးသွား ဘောလာဘောကျွတ်ကောကျွတ်နေတော့မလဲနိုင်တော့ ဟဲ့ဘာလဲ ဦးလေးကျွန်တော်တို့ဦးလေးခြံထဲကတကယ်မောင်းထုတ်ပြီ တကယ်မောင်းတော့တာအခုချက်ကြည့်အောင်မလို့ထားမင်းတို့မျက်နှာလည်းငါမကြည့်ချင်ဘူးငါမျက်နှာလည်းငါမကြည့်ချင်ဘူးဒါပဲ ရပါဦးလေးကိုဘော်ဒါတငယ်ချင်းမို့လို့ဦးလေးကိုကျွန်တော်စကားတခွန်းပဲပြောခဲ့ဦးလေးကလည်းကျွန်တော်လိုပဲ အော်မမင်းကငါနဲ့နိုင်ကဲပြောတော့မင်းကဘာလဲ ဦးလေးကလည်းကျွန်တော်လိုပဲ အေးမင်းကဘာလဲ ကျွန်တော်ကစောက်ယူ မဆုံးမင်းတငယ်ချင်းနဲ့မိုင်းကောင်မဆုံးသူ့ကိုယ်သူဝန်ခံတတ်တယ်စောက်ယူတယ်ဟမ် အဖေဆဲသွားတာလေ ငါဘယ်လိုဆဲတာ ဟာ तू ကအဖေလိုပဲတဲ့ तू ကစောက်ယူတယ်အဖေကိုစောက်ယူလို့ဆဲသွားတာ ဟောဗျာ ဖေကပေးလိုက်တာဖေက ဆဲတာတော့မှဘယ်မဆဲဘူးတွတ်ဆဲသွားတယ်ချင်းမောင် လူကြီးမလို့အားနာလို့ထင်တယ် ချင်းမောင်ရိုးမှတုတ်ထိုးမှသာပစ္စတိုမှအမြောက်မှသာဟမ်အဲ့ဒါမင်းကြောင့်ဟဲ့ဘယ်သွားမလို့လဲလာကြလာကြလူကြည့်တယ်မအောင်မြောက်တောက်နဲ့ဟမ်ဟိုးရှစ်ခက်ကရဘာယုံနဲ့ဟမ် မဟုတ်ပါဘူးဒီဘက်ဖြစ်ပါ ဆန်းစက်ကိုင်းနဲ့ပြောသွားတာဟမ်ဒီမှာ ဟုတ်ကဲ့
မင်းအောင်ငါပြန်ပြန်ပြောတယ်ဒီလိုကောင်မျိုးတွေမပေါင်းပါနဲ့ကို့ဘုရားတိုးတက်ကြအောင်အလုပ်လုပ်ပါမင်းတို့မောင်နှမနှစ်ယောက်ငါဘယ်လိုထိန်းသိမ်းခဲ့ရတယ်မင်းတို့ရေအောင်မကွာထိန်းသိမ်းခဲ့ရတယ်ဟမ် ရေအောင်မကွာဆိုတော့အဖေကပါတယ်ဟိုကျမကြီးပေါ့ အေးဘောငါတခါကပြုတ်လာစားဟဲ့အဖေလိုတစ်မျိုးမေလိုတစ်မျိုးရေအောင်မကွာထိန်းသိမ်းခဲ့တာကိုပြောတာကွာ ဩအဖေဟုတ်ပါအဖေလိုစောင့်ရှောက်တာဟုတ်ပါအမေလိုကြအဖေဘယ်လိုလုပ် မင်းတို့ငါနှုတ်တိုက်တယ်လေ ဟဲ့လား ဟဲ့နွားနှုတ်ဝဲတိုက်တာကိုပြောတာ ဒါကြောင့်တော့နွားလို့ဖြစ်နေတာမသိ လက်ကတော်တော်မြန်နေကောင်ဖေးတိုင်းပဲဒီမှာမင်းတို့ငါပြောမယ် ဟုတ်ကဲ့ ငါငယ်ငယ်လေးကဆုံးမခဲ့10တန်းအောင်ဖြစ်ပါတက်လို့ရအောင်တက်ပါဆိုမင်းဘာမှမလုပ်ခဲ့ဘူးဟမ် ဟာအဖေပါသေးလို့လေကျွန်တော်တက်ကလို့မတက်တာကျွန်တော်ပြက်စီးမှာစိုးလို့ ဟဲ့တက်လို့တက်တာပြက်စီးရလားမင်း ဟုတ်ဖေရတယ်အခုတက်ကလို့ကျောင်းလေးကိုတော့လေရန်ကုန်မြို့မှာနှုတ်ခွန်းဆက်တာပါကြီးဆိုတဲ့ဆိုင်းဘုတ်ပဲဘေးတွေမှာကြီးပဲပြီးမှရှိသေးတယ်ခြုံပုတ်တွေဘီယာဆိုင်တွေအရက်ဆိုင်တွေ KTV တွေကဲနောက်ဆုံးတဲခုခန်းမှာပါသေးတယ်ကျွန်တော်ပြက်စီးမှာဆိုလို့မတက်တာ သူစင်နေတဲ့သူကတော့ဟုတ်နေရဟမ်ထားပါတော့စီးပွားရေးလုပ်ဆိုတော့လေမင်းဘာစီးပွားမလုပ် ဟုတ်စီးပွားရေးမလုပ်တာမဟုတ်ဘူးကျွန်တော်လုပ်တယ်အဖေပါသိလို့လဲအဲ့ ဘာလို့လဲကြပြော ကျွန်တော်တခုလုံးမဲ့ကြံလိုက်ပါပြီတရုတ်တွေကယူသွားအောင် ဟာ ကျွန်တော်နောက်တစ်ခုလုံးမဲ့ကြံလိုက်ပါပြီကလားတွေကယူသွားအောင် အော် ကဲကျွန်တော်ဘာလုပ်ရမှာလဲ ဘာလို့ရမလဲသူတို့နဲ့အပြန်ရအောင်လူလုပ်ပေါ့ ကျွန်တော်နဲ့ပြန်ရအောင်တော့ညာအဖေနာမည်ပြောင်းမှာမရတော့ဘူး ငါနာမည်ပြောင်းရမယ် ဟုတ်တယ် အေယာဆိုတဲ့ကောင်နာမည်ပြောင်း နာမည်ပြောင်းရမယ်ကလားတစ်ဝက်တရုတ်တစ်ဝက်ပြောင်းလိုက် ဘယ်လိုပြောင်းရမလဲ အေဗရာဟမ်ဂိုင်းစီခွေးလို့ပြောင်းလိုက် ပိတ်တော့သဘောကျကြပြားစနဲ့အင်ပရာယင်ဂိုင်းစီခွေးလေဗျာအင်းများအင်ပရာယင်ဂိုင်းစီခွေးတဲ့ဘလို့ကောင်လဲမသိဘူးကွာမိမဆုံးမဟမ် ဖေကနေထိုင်တက်တာ ဟေးပေါ့ဘာပြောလဲ ဖေတော့ဖေတော့ကောင်းဆုံးမအောင်မိန်းကလေးဖြစ်မလွယ်ဘူးတဲ့ယောက်ျားရဲ့တရုံနဲ့ အောင်မနေရာများငါသားပြောနေရနေရာနေတိုင်းတက်လို့လားငယ်ငယ်လေးကငါဆုံးမခဲ့ဟမ်မိန်းကလေးပြီးပြီးဘိုင်းကောင်းကြောက်ပြီးနေပါဆိုနေသလား ဟာအဲ့တော့အဖေကိုမေးရလေဘိုင်းကောင်းကြောက်နဲ့ဘလို့ဖြစ်ပြီးနေရမလဲလို့မေးတော့အဖေမှမဖြေနိုင်တာအဲ့တော့ကျွန်တော်ဘလို့နေရမှာလဲ မကြီးနဲ့မြောက်ပေးသလိုဖြစ်နေတယ်ကိုလည်းမပြောတတ်ဘူးဒါပဲသိတာသူများကြီးပြောလို့လိုက်ပြောတာထားပါတော့မိန်းကလေးဆိုတာဖရားတရားလုပ်ရတယ်မနဲ့စောစောအေးရထပြီးတော့ဖရားပန်းစီမီရေချမ်းကတ်စိုးကတ်နိဗ္ဗာန်ကလုပ်လေပြော ဟာအဖေက9ပါးသီလားရှိရအဲ့9ပါးရ3ပါးအောင်မြဲလို့လားများလို့လားပြော နှစ်ပါးပါပဲသူရာမေတ္တာရနဲ့ဟိုမြစ်စဘာဒီမှာငါ့ကိုပြန်မပြောနဲ့ခုနေကြရှင်းညာသူများကြီးပြောရင်ကြားတော့မကောင်းတော့နင်မဆက်ဘူးလား ဟာအဖေရောအရက်မူလာလို့ရှိရင်ခုနှစ်ညရှိန်ညာအော်ပြီးဆဲနေအဲ့ဒါအဖေမရှက်ဘူးလား ဟောဗျာအမလေးကြည်စမ်းပါဦးဗျာဖေကိုပြန်ပြောနေတခုံးမှမခံဘူးဟင်ကြားကြလားရက်ကတော့ရဲ့အဖေကိုပြန်ပြောနေတယ်တခုံးမှမခံဘူး အဲ့ဒါအဖေမလို့မခံနာ ဩ没有了，快不会背啥？ ရောမမီရော စိတ်မျက်လုံးနဲ့ပြုံးတဲ့သခင်မျက်မျက်လုံးနဲ့ပြုံးတဲ့သခင်အမလေးမွေးသမီးကြီးကျေးဇူးရှင်ပါဗျာလက်ဖက်ဦးနဲ့ဖူးလို့လက်ဖက်ပွဲနဲ့နှွဲပါတယ်အိမ်တိုင်းမှာရွှေခိုင်ခိုင်ဆွဲပါလို့လေကားစင်းမှာရွှေရခင်းမေးတော်မူပါဗျာ ကိုပြည့်ရှိလဲကြေတော်မူပါဆယ်ပြည့်ရှိလဲကြေတော်မူပါ အကောင်မဟာတော့ညီကဒီလက်တော့စောက်ပြည့်နေများဟမ်အရင်အစိုးရလက်ထက်ကဘယ်ဌာနမှာလှုပ်လှုပ်ခဲ့လို့လဲ အထောက်ထားလုပ်ပါလေ ဟာဟဲ့ကောင်မညီအကောက်ကုန်မှာအဲ့တော့စားတာညီမပြုတ်ဘူးလားဘာမှမဖြစ်ဘူးလား အမလီအရင်ဆိုရလက်ကမပြုတ်ဘူးဟဲ့ပတ်စံပေးလိုက်ပြီးရော လေညီတို့အကောက်ကုန်ဌာနဘယ်လောက်ပဲအဆင်ပြေပေပါအေးကျမတို့စီပင်ကိုမမီဘူး မလေးဘယ်ဌာနတွေဘယ်လောက်စားစားတို့တစ်တော့အေးဆေးပဲဟေး အဲကောင်မလေးအခုကနက်ခမ်းတော့အချုပ်ခန်းကိုရောက်ဝင်ဘာမှတ်နေလဲမ မမီ လေး မမီကစိတ်မစိုးပါနဲ့လို့မမီကလက်ပတ်လေးတစ်ပွဲနဲ့ကြည်သမ်းမအောင်တောင်းလိုက်တာလေမလေးလေကားခင်းမှာရွှေပြားဆင်းပေးတော်မူပါဗျာဆိုတော့ဟိုမမီတောင်းတဲ့ပုံကနက်တီတော်ဘဝပြတ်သွားနိုင် နည်းနည်းလေးပေး ထိုက်ကောင်မလူဆိုတာဒါပဲလေနည်းနည်းလေးပေးပြီးတော့များများလုံချင်ကြတဲ့လူတွေကြီးပဲနော်အဲကြောင့်ကျမကလည်းလေ
လက်ဖက်လေးနည်းနည်းလေးနဲ့ကပ်ပြီးတော့ကိုရိုစီကအများကြီးကိုတောင်းချလိုက်တာ အများကြီးတောင်းလိုက်တာ ဟုတ်တယ် ယုံသွားပြီစီပင်မှာလက်တာယုံသွားပြီမလေး ဒီရတယ်ကောင်မကြီးသိတဲ့အတိုင်းပဲလေလူဆိုတဲ့အမျိုးကနည်းနည်းပေးမြင်ရယူချင်ကြတာလေဘယ်ဖြစ်နိုင်သူတို့ကအိမ်သာတော်မှစိန်ကာခိုင်းနေတဲ့အမျိုးအိမ် မမီဟိုမသိလို့မေးတာနော်မမီနော်ဟိုရှင်လေးပါဆိုတာဘာလဲမမီ ရှင်လေးပါအမလေးဟဲ့ညီတို့လည်း6မလုပ်ပြီးဒါလေးတော့မသိဘူးနော်မသိမှတ်ထားကိုမျိုးရှင်ရွာတော့ရှင်နေတော့ရှင်နော်အေး ညတော့ရှင် မျိုးတော့ရှင်ရှင်လေးပါ sorry ပါတော့တယ်လေရှင်3မရှိသေးတယ် ရှင်းတော့ချက်သေးတယ် တော့မမီ မသိမှတ်ထားဒေါ်မေရှင်ရဲ့မီးရိပ်ရှင်ရဲ့ကြီးပြူရှင်ရဲ့ တော့သေးတာပေါ့ငါတငယ်ချင်းရှင်ဖုံးမပါလို့ ဟိုဒါနဲ့မမီဟိုကြော်လေးကြော်ကြတော့ဘာလို့ဘာဖောက်ခေါ်တာ မလေးမသိမှတ်ထားကြော်ဟင်းရဲ့ကြော်သူရဲ့ကြော်ဘူရဲ့တင်စာဝင်းကြော်ရဲ့ အဲ့ဒါကြော်လေးကြော် ဟုတ်တယ် အဲ့ဒါမှသူဒီဟိုကြော်တော့သဘောကျတယ် ဘယ်ကြော် ဟိုကြော်ဟိန်းဆိုတာလေ မလေးဘာလို့လဲ အဲ့ဒီဦးကြော်ဟိန်းကလေအခု तू ကလူဘွားကိုစိတ်လာပြီးတော့အခုပါလေကရုံးတော့ခွားသလာရှင်ဝင်နေပြီလေ အဲ့ပါလေမလေးဦးစီဦးများနော်မြင်ရဲကြီးမယ်မလေး မမီဟိုမသိလို့ပြောတာနော်မမီဟိုနတ်တီရလဲနိုင်ငံရေးလောက်ရတယ်နော်မမီနော် ဟဲ့မှလည်းမကြောက်ဘူးဘယ်နဲ့တော့ လောက်တာပါမမီရလဲအမေရင်ဆိုကြည့်လေ ဘာဖြစ်လို့လဲ အမေရင်အဲ့ဒါ LED အခွဲရ ဘယ်လိုဖြစ်လို့လဲ ဘလို့တို့လဲ သူ့တချင်းကိုကြည့်လေရွှေလိုချင်ကြီးအမေကိုတာတာငွေလိုချင်ကြီးအမေကိုတာတာတွေ့လားအောင်နိုင်ရေးတချင်းဆိုထားတာ အမေကိုတာပါတော့ဒါအမေစုကိုတာခိုင်းတာပေါ့ ကြက်ခိုင်ရင်အဖိုးကကိုကြီးကျော် ရှိသေးတယ်ဗော ဘလို့ကိုကြီးကျော်ကြက်ခိုင်ရင်အဖိုးက အေးလုံစမ်းပါဦး သူဆိုတော့ချင်းကိုကြည့်လေရွှေလန်းငွေလန်းခင်လို့ပေးမယ်ပျော်တော့ကိုကြီးကျော်ဆိုတဲ့လူကလေဆိုတဲ့လူကလည်းတဝက်တစ်ပြက်မို့လို့လားမသိဘူးသူတို့ခင်းနေလဲလည်းတဝက်တစ်ပြက် အဲ့ကောင်မ ဒါတော့ ညီရအဲ့လောက်ပဲသိရပါရဲ့ဒီမှာကျမတို့ရက်ကွက်ထဲမှာဆိုရင်လေဒီမှာဓာတ်တိုင်မျိုးလေကားနဲ့ပြန်ပြီးတော့သာတယ်သွားတာညီမသိဘူးမလား မလေးဘယ်ရောကမှဘလို့ဓာတ်တိုက်တဲ့ဒိုးရက်ကတော့အခုချိန်ကြီးရေမရတော့ဘူးလေ မမီရှိသေးတယ်တဲ့မမီ အေးပြော ကိုအောင်နိုင်ရရင်အောင်နိုင်ရတာစွာကားရှင်ဖြစ်နိုင်တယ် ဘာဖြစ်လို့တော့ ကိုအောင်နိုင်ရပါဖြစ်တယ် စွာကားရှင် ဖတ်တော့ပါလေဒီကဟုတ်ရဲ့လား ဟုတ်တယ်သူဆိုတဲ့ချင်းကိုကြည့်လေ ပြောစမ်း ကိုအောင်နိုင်ဒေါက်တာချောင်းနဲ့ကင်းဆောင်မိုလာ ဟေးတနေ့ကိုတောင်းတောင်းနဲ့လိုက်ကြိုက်မယ်ဟေး မလေးထုတ်ခန်းနော်မလေး မမီကမသိလို့ပြောတာပါမမီမမီမသိလို့မရအောင် အေးမေးစမ်း ပြင်း39မိနစ်အပြင်39မိနစ်အရန်39မိနစ်ဟိုတရားတစ်ပါးမင်းနေတယ်မှာဘယ်နက်ကအမြင့်ဆုံးနဲ့ဘယ်နက်ကအမြင့်ဆုံးလဲ မလေးဘယ်နဲ့တည်းဘလို့မြင့်မှန်းတော့မသိပါဘူးကျမကတော့လူပြမြင့်မြတ်ပဲသိတယ် မမီအဲ့ဒီလူကြီးကမြင်းကတော်တော်အရေးရွှဲတဲ့ကောင်လေးနော် ဟဲ့နော်မအငိုတန်နာရဲ့ကောင်လေးနော်ညီပါကောင်လေးတော့အဲ့ဒါမလေးငါစင်အကျန်းစင် မလေးအကျန်းစင် မမီမမီဟိုလေဟိုတင်သားတို့ခေါ်လာပြီးတော့ပြမယ်ဆိုပြတော့ ဟဲ့ကောင်းပါအဲ့လိုကိစ္စမျိုးဆိုတာဒီမှာဘိုးတစ်ချင်းချင်းတက်ပြမယ်ကိစ္စလေတော့လူများရှိမှညီလာပြခိုင်းကြလားအမလေးဟာလေ မမီပဲတာမီတော့ကိုပြမယ်ဆိုပြီးတာမီတော့ကိုခန်းထဲခေါ်လာပြီးတော့မာမီကမပြတော့ဘူးလားမာမီ အကောင်မလေးနော်လူသားသူကြားထဲမှာပြခိုင်းကြလားညီတို့ကလေ မမီလည်းအရှင်းချင်းလို့ဘာရှက်ကြလို့လဲလို့အိုးချက်နေပြန်ပြီဖျားတခင် မမီ ဒီမှာလောကမှာလေငါအရှက်အကြောက်နေသော6မှာပဲနော် အဲ့ဒါ ဒီလိုဒီကိစ္စကြီးရတော့မဖြစ်နိုင်တာကြီး မမီမပြသမီးနှခိုင်းဆူလိုက်မှာနော် ဖိစီဘူးကြီး မမီပြမမီတော့ခေါ်အောင် မြတ်မောင်ကြီးကဘာကိုပြခိုင်းနေတာတော့ မမီကတော့ပြောညာ ဘာဖြစ်ပါ ညီတို့ကဘာကိုပြောတာတော့ မမီပဲပူးတာကိုပြမယ်ဆို အေးလေပူးလာကိုပြမယ်ဩ မမီဘာလို့ဖြစ်နေတာလဲဘာ မသိပါဘူးကျမလေကျမဖြတ်ပေါက်ချုပ်လို့တော့ပြခိုင်းနေမှာ မမီလည်းဒီဖြတ်ပေါက်ချုပ်လာတော့ဒိုးလေတူတူပဲဟာ မလေးလာပြီးကြွားနေသေးတယ်ကဲ ပူးတာကိုပြလက်ပူး အေး တာကို ပူးလာကိုပြမယ်နော်ညီတို့လည်းအချောင်းမဖြစ်ပြီဒါလေးတော့မသိဘူးကဲကြောက်ဒီကကဲဒါလေးလုပ်လိုက်ရအောင် အဲ့ဒီကတော့ဝဲလို့တရားပါ ဘာဖြစ်တာတော့ ဘာဖြစ်လဲ ဘာဖြစ်တာတော့ အဲ့ကောင်ကဘာဖြစ်တာလဲမနေလဲကြားတယ်ဒီအောင်တော့ကဲ ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ မမီပြတဲ့ဖြတ်ပေါက်ချုပ်လောက်တာတဲ့ကိုဒါပဲထွက်လာတာတော့မ အ မီ ဖေကကျမမဟုတ်ဘူး ဟဲ့ကောင်မအဲ့ဒါ
ဒါမမနဲ့ဦးမမနဲ့ဦးရှိလို့လားမမနဲ့ဦးရှိတယ်လေဘဲကြီးဟုတ်လားမမီကတော့မမနဲ့ပဲမမီကတော့ ဖြစ်နိုင်တယ်အဲ့ဆို net တွေကလေငါတို့ကိုချစ်တာတေးကြပါဦးစက်ကရအောင်ဟဲ့ သဘောကျတော့မမနဲ့ဘဲကြီးလေးလားအကောင်မအပြစ်ပြန်ပြီလဲဘာဖြစ်လာလဲဘာဖြစ်လို့လဲ မမနဲ့ကမဖြစ်နိုင်တော့ကြီးလာပြီ အဲ့ဒါမမနဲ့ဦးမဟုတ်ဘူး သူကလည်း ကိုကြီးကျော်ဦး ကိုကြီးကဦးရှိလို့လားဟဲ့ အဲ့ဒါကျမတို့ပြပောက်ချုပ်နေမှာပါ ပေါ်ဘူးကိုကြီးကျော်ဦး ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ ဟုတ်ကဲ့ကိုကြီးကျော်လေးငင်းစီတာဒီလိုတစ်ချမ်းဆောင်ငင်းစီတာဒီလိုပြုတ်ကြခဲ့တာအပေါ်ပြော အေးကြီးဆုံးငါခေါင်းပေါ်ကကြော်သွားတာတော့မသိရဘူး အကောင်မလေးအဲ့ဆို net တွေကငါတို့ချစ်တာတေးကြတယ် တော်ချစ်နေပြီဟာကြီး စက်ကရအောင် စက်ကမယ်ပါကြီးဘာဖြစ်ပြန်ပြီလဲကြီးပြောနေမှာ မမနဲ့ဟာလည်းမဖြစ်နိုင်ဘူးကိုကြီးကျော်ဟာလည်းမဖြစ်နိုင်ဘူး ငါသိပြီဒါမမနဲ့ဦးလည်းမဟုတ်ဘူးကိုကြီးကျော်ဦးလည်းမဟုတ်ဘူးဆိုရင်တော့ဒါကိုကြီးကျော်စီးလာတဲ့မြင်းဟာဖြစ်ကမှာ အဲ့ကောင်မလေးဘယ် ယူစရာယူမြင်ဟာဆိုယူစရာယူမတကရှိရဟာထွက်ကြမှာ ကောင်မလေးဒီမှာညီတို့တွေရှောက်ပြောနေတယ်ဒီမှာဒါဘာဥမမဟုတ်အဲ့ဒါဘောလုံးဟဲ့ဘောလုံးဟမ်ဘယ်လိုသုံးမဖမသုံးမနဲ့တကယ်ရောလဲ ဒီမှာကိုကြီးလည်းကိုကြီးဝါသနာပါတဲ့နက်ကတယ်ညီမလေးလည်းညီမလေးဝါသနာပါတဲ့အားကစားလေးချင်တာအဲ့ဒါဘာဖြစ်လဲ ဘာမရောက်ပါလဲငါတို့နန်းနန်းနဲ့မှပဲကားတာလေဒီဘောလုံးကန်ကြီးမှာအပြင်မှာသွားကန်ပါလားဟဲ့ အော်မဲအဲ့ဒါဆိုကိုကြီးလည်းအပြင်မှာနက်သွားကတော့လက်မှာတော့က ကျွန်တော်သွားကတော့ဖြစ်မလား နက်ကကြီးမှာကောက်လို့ရမှာမမပြော နေတော့မဖြစ် အမလေးငါမေးပါဦးမယ်နော်ဒီမှာအာယူရနင်းကဘယ်လောက်တော့ဒါလောက်လေဒီတော့ဒါလောက်ဖြစ်လာတယ်အခုကျတော့ဒါလောက်ကြီးဖြစ်လာပြီသောသမအောင်ကြီးအဲ့အလုံးနေနေကြီးဘာလုပ်နေရတော့ လေ့ကျင့်တာ အဲ့ဒီအလုံးနေနဲ့လေးကျင်တယ်ဒီလောက်တော့ကြီးနေအမလေး ရောတော့အဒီပတိအချောက်ပြေတော့မကျင်းနိုင်ဘူး မငါတို့လိုမဟာ6တွေတော့မအဲ့လောက်ကြီးနဲ့မကျင်နိုင်ဘူး မထီရစရောဟမ် လေ့ကျင့်တော့နေနေဘာဖြစ်လဲနာမဲ မမ ငါသမီးကိုထိနေနော်မိပွင့်သွားမယ်ဘာမှနေလဲ အော်ကိုကြီးမရချီတော့နာတယ်ပေါ့ နာတယ် ဘာမီကြည့်စမ်းတော့တားမိချင်းနဲ့ပေးစားနေတာပါ မလေးတာမင်းနေဒါမပေးစားနဲ့ငါတို့ကထမင်းချင်းဘယ်တော့မှမြုပ်မစားဘူး အမလေးအဲ့လိုမျိုးမဆုံးမှုကြတော်တော်မရိုင်းတဲ့ကောင်ပါလေတားမိချင်းများပေးစားတယ်လို့ကြားလို့ကောင်းကြရလားရက်ကတော့ရဲ့တားမိချင်းကိုများပေးစားတယ်လို့မင်းသားတော့ငါ့ဘာလို့မဖိတ်လဲ အဲ့ကောင်မညီပြောမှပုံစိုးနေနော် မလုံးနဲ့အဓိကပြဿနာဒါကြီး ဟုတ်တယ်အဲ့အလုံးလေးကြောင့် သူဒါကြီးနဲ့လဲကျင်းလို့ဒီလိုဖြစ်ရတာ ဟုတ်တယ် ဒါကြီးမရှိမှအေးမှာ ဟုတ်တယ် တော့မရှိရင်ကောင်းတယ်ဘယ်ခွဲကြည့်ဒီကဲ ဟဲ့ ဟဲ့မမီမုတ်ဆွဲကောင်ဒီလိုလာလား မလို့မမီဆိုရပါတယ်နောက်ကမုတ်ပုတ်ထဲမပြောပါနဲ့ မင်းကုန်လည်းပါထက်သွားလားမင်းကဘယ်ခွေးကြည့်ကြည့်ဆိုတော့ငါ့ကိုပြစ်တော့ငါကခွေးပြစ်သွားတာပေါ့ ဖြူနဲ့စက်ကြားကြီးတက်လာတော့ဘယ်ခွဲပြူကြားကြီးလဲ ရိုင်းလိုက်လားရိုင်းလိုက်ကြီးလားလူကြီးကိုမြန်ခွေးတဲ့ဦးညောင်ကိုခွေးလို့ပြောတာ ပြောလိုက်တာ ဘာတော့တဲချကြည့်ဒါခွေးမဟုတ်ဘူးဟဲ့ခွေးကြောင် ငါဟောရင်ကောင်းမလားကုန်ရင်ကောင်းမလားတွန်းတယ်အောင်မခွေးကြောင်တယ်ဟဲ့ခွေးလို့မင်းတို့ကပြောအောင်ငါကမတ်တိုက်ကြပြီးတော့လမ်းလျှောက်ဝင်လာတာလေးပဲထောက်ပြီးတော့ဝင်လာတာမဟုတ်ဘူး ဟုတ်တယ်အဲ့လိုမတည့်ရပြီလမ်းလျှောက်ထောက်တင်ပြီးတာထညာခဲ12လုံးကုန်တယ်
လုံးလုံးလိုက်ကရက်ကုတ်ကိုပတ်တတ်ဟဲ့မင်းကငါ့ကိုခွေးလို့ပြောတယ် ဟုတ်တယ်လေ အဖေကိုခွေးပြောင်းပြောတယ်အဖေခွေးပြစ်တော့မင်းဘာဖြစ်တယ်လဲ ခွေးမရှာလေးပေါ့ ဟဲ့မရိုက်တဲ့ကောင်ကြည်စမ်းငယ်ငယ်ရွယ်နဲ့ခွေးပြစ်ချင်တယ်မင်းမျိုးရိုးပုံပုံမစော်ကားနဲ့ငါတို့မျိုးရိုးမှာငယ်ငယ်ရွယ်နဲ့ခွေးပြစ်တယ်ဆိုတာမရှိဘူးကြီးမှခွေးပြစ်တဲ့မျိုးတွေဟဲ့ဒါခုနကဘလုံးမမလေးကြွားဦးလားဒီမှာဒါအခုမှသိရတယ်ခွေးသားဖားနဲ့ပေါင်းမိပြီလားဟဲ့ဒီဘာခွေးသားဖားဒါဘသူဘောလဲ သမီးဘော သူ့ဘောကျမတို့ကဘောမရှိဘူး နင်ဒီစမ်းသမီး ရှင် နင်မဟုတ်တာတွေမပြောနဲ့နင်ငါမွေးလာတာနော် ဟုတ်တယ်တော့မှမရှိဘူး ဘာသမီးဘောလဲဟဲ့ ဟုတ်တယ်သူ့ဘောဟဲ့ရောက်လုံးလုံးနဲ့ဟဲ့ကောင်မလေးလို့ခေါ်ပါဥဥ ဘောတယ်ကောဟဲ့မင်းတို့ကြွားတာထွက်သွားတယ် ဟာလားသမီးနိုင်ငံချင်း ဟာ တော့နော် လုတ်မလေးသမီးကပြောလို့မလဲနေမငါလုံးပြီးတော့မယ်နော် ဟာမွေးကလေးအခုချိန်ဒီမိဘကိုကျေးဇူးမဆက်ရသေးဘူးတကယ်ပြောရတာတကယ် အရင်ကမှ तू ကလာပြီးတော့ဥချနေနေတယ်ဒီမှာတိလို့မသွားမင်းတို့ထွက်သွားမင်းတို့နဲ့ပေါင်းနေလို့ငါကပျက်စီးနေတာဟဲ့နောက်ဒီနေ့ဒီချင်းဆက်ပြီးတော့မင်းတို့ငါခြံရက်ကိုလည်းမနှင်းနဲ့ငါတိုက်ထဲကိုမလာနဲ့ငါချင်တော်တဲ့ကိုလည်းလုံးဝမဝင်နဲ့ ရက်ဆက်လိုက်လားဦးရောရက်ဆက်လိုက် အကောင်လို့မျက်နှာတစ်ခုလုံးကပစကြီးပဲကွက်မလန်းစမ်းနဲ့ ဒီမှာဦးရောငါ့ကိုကြွားကောင်းလေးပြပြပါခဲ့ဦးရောကဘလို့လူသားမျိုးလဲဆိုတော့မယန်းသည်ပို့ထိုးတဲ့လူကြီး အဲ့မယန်းကြီးပိုးထိုးတော့ဘာဖြစ် ဘာတော့ မယန်းသည်ကမချင်ဘူးလား ချီနေ ပိုးထိုးတော့လောက်မတွေ့ဘူးလား တွေ့ အချင်လောက် အေးဘာဖြစ်လို့ အချောက်လင်း ဘော မလေးကောင်မလေးနိုင်ပြီးသွားတယ်ကြည်လားဘယ်မှာသာမနေဟောပါရဲ့ သူတို့ကငါ့ကိုအညာမလို့လို့အောင်မေအေးဆော့ကားသွားတယ်ဟမ်ပြောင်းဝေးထားပါလေယောက်ျားပြီးတတ်တာကြာရဒီမှာဆိုမင်းကဘာဖြစ်နေလဲ ဘာဖြစ်လို့လဲ မင်းဘာဖြစ်နေသိရ မသိဘူး ဘာဖြစ်လဲမသိမချင်းမှတ်တာမင်းက DUSTE က Dasta ဖြစ် Dasta တော့ဘာလဲသိလား မလေးလွယ်လေးပေါ်ဗျာ အေးမင်းပြက်နေပြီ မလေးကြောက်နေ မ ပြီ င်းပြက်နေပြီ ဒီမှာအဲ့ဒါကိုဂုံယူထားတာ ဘာကောလာတဲ့သမီး ရှင် ပြောလည်းငါပြောတယ်သမီးမိန်းကလေးပြီးပြီးတတ်တာနေပါဆိုကြည့်ဟမ်နင်မိဖမျက်တောင်ကိုနေကဘီလီယက်ထိုးတယ်မိန်းမဟမ် ပြီး ဦးမဲရှာလို့မရလို့နေကဘီလီယက်ထိုးတာဟမ်ဘာလို့လဲမင်းကလေးပြီးတတ်တယ်ငါသမီးလေးလိန်မာလောအားကြည့်မယ်လို့ချီစုထားတဲ့ချီစမ်းသမီးကအခုဗတ်တမန်ဘက်တောင်ကိုမြင်းစီထွက်တယ်ကောင်း ဟမ်ရောင်းမမြင် ဟုတ်ပါရောင်းမှမြင်းစီတာပဲ ဒါ ကြောက် ပါ လို့ ရောင်းမမြင်းစီသူကထမင်းလုံးနဲ့ဖြင်းညံ့ညံ့နေဦးမယ် ဖေးတော့ ဟမ်ဒီချာဘူးလားတဲ့ငါအတက်နဲ့ဆုံးပါတယ်မိန်းမတို့အင်းကြီးညမဘလုံးတင်းလို့ ဘာသာလို့လဲမင်းတို့လေးတွေဘာမှလည်းမဆိုင်ဘူး အဲ့လေရွှေပေးလို့မရ ဟုတ်ပါ အခုကမြန်မာဘလုံးတင်းလဲရွှေပေးလို့ခင်ဗျာ မလေးကကြိုက်မဲ့အတင်းတွေကိုသနာတော့ပါရဲ့ရောက်နေလား တွားမင်းတို့ကမိဘကိုငါ့ကိုအဖေကြောင့်တိကျပက်ပေါင်းသူနဲ့နှိပ်စက်တယ်မင်းလည်းနှိပ်စက်တယ် ဘာနေစလို့လဲ မင်းအိမ်မှာတကနာပွဲလုပ်တယ်လေ ဟုတ်တယ်လေ ငါကနာပွဲလေးအဲ့ကလည်းမလုပ်တော့ချီတာပလင်းကိုနေအချိုးပလင်းကိုနေဘေးရပလင်းကိုနေအဖေအသိရတယ်အဲ့နေရလဲကုန်စားတယ်လေ တပြဘာလို့လို့လဲ ဘောလုံးလေးပလတ်စတစ်ဘောလုံးလေးအဖေအကုန်သိမ်းရတယ် အဲ့လေက အလုံးသိမ်းပြီးတော့ဟောဘာဖြစ်လဲအမိုက်ပြစ်ဆိုင်ကြောအဖေအပြစ်ရတယ် ပြစ်တယ်လေ အဲ့တော့ပလင်းကိုနေရောဘောလုံးကိုနေရောအမိုက်ပြစ်မယ်ဆိုတော့အဖေကနှမျောမပြစ်ဘူးအဲ့တော့ဘာဖြစ်လဲ ဘာဖြစ်လဲ အဖေကရောင်းစားတာပေါ့ ကောင်းတာ အဲ့လိုရောင်းစားတော့ဘာဖြစ်လဲ ဘာဖြစ်လဲ ဟဲ့ငါတတိဖြစ်ပြီလေ ဩ အဖေရတယ်ယူတယ် ဘာမှမရသေး မယားနှစ်ယောက်ချားမနောက်တို့ကြားပေါက်ချာရတဲ့သူပါခညာကြားပေါက်ချာရတဲ့သူပါခညာအနေတော့ပြင်မဲ့ရွှေလုတ်ဖို့တော့တောင်းရသူပါခညာရွှေလုတ်ဖို့တော့တောင်းရသူပါခညာဒီကဘာတစ်ချောင်းမှာမတီကညာနှစ်ယောက်နဲ့ဘီယာတောက်ဖို့တောင်းရသူပါခညာဘီယာတောက်ဖို့တောင်းရသူပါခညာအကျွေလေးများပါရင်9000မျိုး1000မျိုးပေးခဲ့ပါ
ဒေါ်လာလေးများပိုင်လဲပေးခဲ့ပါကိုကကိုလဲသုံးပါမယ်တနာကြပါခင်ဗျာတနာကြပါခင်ဗျာ We're gonna skate to one song only. Trap ball so hard, motherfuckers wanna find me. First nigga gotta find me. ခင်ဗျားတို့ကတက်ခုပိတ်ချင် Motherfucker like DD, please remind me. Ball so hard, this shit crazy. ဘာရပြောခင်ဗျားတို့ဘာရပြောဒုက္ခပါပဲဗျာကျွန်တော်တို့နိုင်ငံနဲ့တတောင်းသားတောင်နေရာလူတဲ့သူကရှိနေတယ် ဘာဖြစ်လို့လုံးဘာလို့ခင်ဗျားနေအောင်တို့တို့ကလူအောင် ဒါကျုံနေရာကြဟာခင်ဗျာအများပိုင်လေဗျာအများပိုင်မဟုတ်တာကျုံနေရာခင်ဗျားတို့ဒီနေရာမှာတောင်းကျင်လို့ရှိရင်ကျုပ်ကိုတနာယူတစ်ထောင်ထက်ချင်နဲ့ပေးရ တနားတစ်ထောင်ထောင်ဆက်ရှင်နဲ့ပေးရမယ် အဲ့ရမဟုတ်ဘူးတို့ကငါတို့တောင်းစားခိုင်းနေတာဘာလို့တောင်းစားဒီမှာဒီပုံနဲ့တောင်းစားမယ်ပေါ့ ရပါလေဗျာ ဩဝင်းတောင်းထားတာနေဝင်းတို့တောင်းထားတာမဟုတ်ဘူးလို့ပြောချင်တယ်ပေါ့ ဟုတ်တယ်လေ ဒီမှာခင်ဗျားတို့ညံ့ညံ့မှတ်သားဖို့ကအဝတ်သားထုံထုံပြက်ပြက်နဲ့တောင်းထားနေတာမဟုတ်ဘူးနော်မြန်မာနိုင်ငံမှာဝင်းကောင်းထားတာနေဝတ်ပြီးတောင်းထားနေတဲ့တတောင်းသားနေအများကြီးကြ စားလေးပါပါလေးလား အေး အဲ့လိုဝေကောင်းစားလာဝေပြီးတောင်းစားလာငါတို့မပါဘူးကွာကဲဟုတ်ပြီ ဒီမှာ ဟဲ့ ဟေး အဲ့ကောင်ကျန်ပြောတော့စကကြီးပြောသလားဗျာ ဘာချစ် မှန်တယ်လောဘကလည်းတော်တော်ကြီးတဲ့တောင်းသား ဘာဖြစ်လို့ တောင်းတာတော့ခွက်နှလုံးနဲ့ မင်းကအေးလေငါမြင်ဘူးတဲ့တလောင်းစားတွေကခွက်တစ်လုံးနဲ့တောင်းတာမြင်ဘူးလားမင်းကဘာလို့နှလုံးနဲ့တောင်းတာ ခွန်းနှလုံးနဲ့တောင်းလို့ခင်ဗျားတို့ကနောဘကြီးတယ်လို့ထင်တာ အေး ဒါတတောင်းသားပနုံမိုးချင်းချနေတာ ဟာတလောင်းစားဘလို့မိုးရှင်းတယ်တကားမှမကြောက်ဘူး အထူးတစ်တကောက်နဲ့ခင်ဗျားတို့မိုးသွင်းကာနာမို့လို့တနာလို့တစ်တကောက်ချနေတာခွန်းနှလုံးရှိတယ်နော်ချမ်းသာတဲ့သူကတစ်ခွက်ထက်သင်းရဲတဲ့သူကတစ်ခွက်ထက်ညထက်သွားလို့ရအောင်လို့ ဒီကောင်ဘာဝဲတောင်းစား ဒါကျုံနေရနော် ငါတော့ဒီနေရာမှာကောက်အောင်ရောက်မယ် မရဘူးကျုပ်တို့တတောင်းသားတွေဘိုးတင်ပေါင်တက်တောင်းထားခဲ့တဲ့နေရာနော်တတောင်းသားပိုင်မြေမကျူးကျော်ရ ဘာဖြစ်လဲအားကောင်းနေတယ်အများပိုင်းနေတယ်ဘာဖြစ်လို့လဲတောင်းစားနေနေတော့ရှိအောင်ပဲဒိတ်ပဲမရှိဘူး ဘိုးကျုပ်တို့ဘိုးဘွားချင်းချက်လက်ထက်ကတော့ဒါတတောင်းသားပိုင်ဘိုးဘွားပိုင်မြေပေါ့ဒါပေမဲ့ဒီခေတ်တော့ဟိုဘိုးဘွားပိုင်မြေနှုတ်တော့ကျုပ်တို့ဘိုးဘွားတွေတေသွားတော့သူတို့ကတိန်သွားတာပဲ ရောက်ဒီနေရာမှာကောက်ပါရောက် အဲ့တော့မရဘူးဒီမှာဒါကျုံကြီးဒီမှာခင်ဗျားတို့မြဲမြဲမှတ်သားဖို့ကဒီခေတ်မှာမြေနေရာလို့တွင်ဥအောင်ယူပိုင်အောင်လို့ဥတူပိုင်တဲ့ခေတ်ဒီခေတ်ကဥပိုင်ခေတ်ကြဥပိုင်ခေတ် ဒီကောင်ကဥပိုက်နေပါလေဒီကမင်းတော်တော်လဲတာမင်းအဲ့လိုလဲလို့လေတောင်းစားဖြစ်နေပြန် တတောင်းသားချစ်တာလဲလို့ချစ်တာမဟုတ် ဘာဖြစ်လို့ အတိတ်နမိတ်နဲ့ချစ်တာ ဟမ် တလောင်းစား ဘာ ဘာ လို့အတိတ်မရှိရ တတောင်းသားချစ်တာအတိတ်နမိတ်နဲ့ချစ်တာ အားတိတ်မိတ်လို့ ကျုပ်တို့အိမ်ချီရင်မှာယောက်ျားလေးမွေးရလေသူ့မေကသူ့ကိုနည်းနည်းတော့ဟိုချော့တိတ်တာပေါ့ဗျာချော့တိတ်ရင်ချိုးမိုင်းမိုင်းချိုးမိုင်းမိုင်းချိုးနဲ့အဲ့လိုလက်ကလေးလှုပ်ပြီးတော့ချော့တိတ်ဒီကလေးကအတိတ်နမိတ်နဲ့ကြီးလဲရောလက်ကိုအားကိုပြီးတော့အလုတ်လောက်တာအခုဆိုလို့ရှိရင်မိမတော်မညူတော့ အားရဒီကောင်ကမိုင်း ဘာဆိုင်လို့လဲ ဟာလက်သမားချစ်သွားတာလေတကွမ်းတစ်ခါစားလောက်တယ် ဩလက်သမားလို့လက်ကိုအားကိုပြီ ဟိုကျုပ်တို့အိမ်ကောင်းရင်မှာကြတော့မိန်းကလေးမွေးလာကြအေးသူ့မေကသူ့ငယ်ငယ်လေးတွေကဟိုတချင်းချိုတိတ်လို့ရှိရင်အိုးရေရှုပ်ပါဟဲ့ရေအိုးရေရှုပ်ပါဟဲ့အိုးရေရှုပ်ပါဟဲ့ရေအိုးရေရှုပ်ပါဟဲ့ဘာဖြစ်လို့အတိတ်နမိတ်ပဲလေဗျာငယ်ငယ်တည်းကအိုးလေးလောက်ပါဆိုတော့ဒီကောင်မလေးကကြီးတော့ကိုအိုးကိုအားကိုပြီးချီးပွားချာရတယ်လေ အဲ့ဒါဒီကောင်ပြောတာဟုတ်တယ်အဲ့ဒီအိုးနဲ့စီးပွားရှာတဲ့နေရာအဲ့ဒါငါသွားနေကြနေရ ဟေးဘာလျှောက်ကြောညာလဲခင်ဗျားတို့တကားပြောရိုးရိုးတန်းတန်းပြောနှာတန်းနဲ့ငကြောနဲ့ဘာတွေထောက်ကြောညာလဲကိုအိုးကိုအားတိုးပြီးချာထားဆိုတာဒေးထဲမှာတန်အိုးတန်သွားထိုင်ဖွင့်လာကြ ဩအဲ့လိုနေရှာပြောတာပါ အေးတန်အိုးတန် နေကြတော့ ကျွန်တော်မြန်နည်းနည်းလေးတည်းတင်တာဒီငါသားနေကြီးလို့ရှိရင်ရိုးရိုးကျင့်ညင်ညင်ကျန်းရိုးရိုးကျင့်ညင်ညင်ကျန်းနဲ့အမေငယ်ငယ်လေးတည်းကြီးလို့တင်တာကျွန်တော်လည်းအမေတကားနားထောင်ပြီးတော့ရိုးရိုးကျင့်ညင်ညင်ကျန်းလိုက်တာကြီးတော့တတောင်းသားဖြစ်လာလားပဲ တရောင်းသားတွေကရိုးရိုးချင်းမြင့်မြင့်ကျန်တယ်ဆိုတော့ငါတို့ကပဲရိုင်းနေလို့ ဘာဖြစ်သွားလဲ ကျွန်တော်ပြောတဲ့က ခင်ဗျားတို့ကတတောင်းသားလှုပ်ချင်လို့လားမရဘူးနော်တတောင်းသားလှုပ်ချင်လို့ရှိရင်ကျုပ်တို့တတောင်းသားလောကမှာတတောင်းသားလောကမှာတတောင်းသား၃မျိုးရှိဘလို့ရှိဘဝပေးကုတုကံမကောင်းလို့တောင်းထားတဲ့တတောင်းသားနောက်ပြီးတော့ဝါသနာပါလို့တောင်းထားတဲ့တတောင်းသားလူတချို့ကတော့ဗျာအနေသားထောင်လို့တောင်းထားကြတာပေါ့ဗျာတတောင်းသားအဲ့၃မျိုးရှိတယ် အဲ့ဒီသုံးမျိုးထဲမှာဘယ်အားပုံများလဲ ဒုတိယ2မျိုးကပုံညာတာပေါ့ဒုတိယ2မျိုးကပုံညာတယ်
ငါတို့ကပါကွာမင်းလား ခင်ဗျားတို့တထောင်သားလုပ်ချင်လို့လား ဘာလို့သရောင်းသားလုံးချင်ပါ မညာခင်ဗျားတို့ဒီညမနေတထောင်သားလုပ်မှရဟာတုံးနေရ ဒီညမှာနေတော့သရောင်းသားလုံးဦးဝါသရောင်းသားလုံးတော့ဘာဖြစ်လဲဘာပဲလုံးတယ်ဘာကဲရဆိုလေငါတို့ဒီမှာနေမယ်ဘာဖြစ်လဲ တထောင်သားရိုးရိုးတန်းတန်းလုပ်လို့မရဘူးနော်ခင်ဗျားတို့မှထောက်ခံတာပါလား ဟဲ့ရောက်တရောင်းစားဘာထောက်ခံတာလို့လေ တောင်းချင်တဲ့ချိန်ထတောင်းပါဟောဘာဖြစ်လို့ တထောင်သားထောက်ခံတာလို့လေ ဘာထောက်ခံတာလို့ နိုင်ငံရေးတင်းချင်းကြောင့်ထောက်ခံတာ ဘာမှမကြားဘူးကွာ အဲ့တခုတည်းမဟုတ်ဘူးနော်နောက်ကြံသေးတယ်ရိုးသားသွားတောင်းညမ်းသားတောက်ပါကြောင့်ထောက်ခံတာပါမှာ ပေးကြများလာပြီ ဒီတိုင်းတောင်းတော့ပါပဲလို့ မညာဘူးနောက်တစ်ခုကြံသေးတယ်ခင်ဗျားတို့တထောင်သားလုပ်ချင်တယ်ဆိုရင်ခင်ဗျားတို့နိုင်ငံတော်3လတော့ကြိုပြီးတော့ပါမစ်တင်ရလိမ့်မယ် တရောင်းစား3လလောက်ကြိုပြီးတော့နိုင်ငံတော်ပါမစ်တင်ရတယ် ပါမစ်တင်မှတထောင်သားလုပ်လို့ရမှာ ရိုးရိုးတောင်းရင် ခင်ဗျားရိုးတောင်းကြည့်ပါလားပါမစ်မတင်မဲနဲ့ဒီလိုတယောက်ထက်ထိုင်ပြီးတောင်းစားနေဆိုနိုင်ငံတော်ကလာပြီးတော့ဒီကောင်တယောက်ထက်ခြံသားပြနေဆိုဖမ်းသွားတထောင်သားတတ်သမင်းနဲ့အောင်မယ်တောင်းသားလုပ်တယ်ဆိုတာလွယ်တယ်မထင်နဲ့ ဘာဖြစ်လဲဘာလို့လို့ နော်ခင်ဗျားတို့တောင်းသားလုပ်ချင်လားတောင်းသား ဒီကောင်ပြောတဲ့အတိုင်းဆိုရင်တော့သရောင်းသားတော်တော်မြင့်မြတ်နေပြီ ညမြင့်မြတ်ကတရောင်းစား အေးမြင့်မြတ်ကသရောင်းသား တရောင်းစားမြင့်မြတ်တယ် ဒီကောင်ပြောတဲ့အတိုင်းဆိုရင်သရောင်းသားတော်တော်မြင့်မြတ်နေပြီအဲ့ဒါကိုပြောတာ ညင်းနဲ့တတောင်းသားမဟုတ်တော့အချောက်ကျွန်တော်တွေးလိုက်တယ် အဲ့ဒါဆိုလို့ရှိရင်ဒီတရောင်းစားမြင့်မြတ်6ကြီးอ่ะ ဟေ့ရနော်အဲ့ဒါရောက်ကုန် ငါတို့လှုပ်ချင်တယ်ကွာငါတို့ပြော တောင်းသားလုပ်ချင်တောင်းသားလုပ်ချင်ခင်ဗျားတို့ယူနီဖောင်းတို့အပ်တယ်နော်တောင်းသားယူနီဖောင်း သရောင်းသားယူနီဖောင်းငါတို့ဘယ်မှာရှာ ယူနီဖောင်းမှာပါပဲတောင်းထားလို့ရှင်တောင်းသားတရားမဝင် ဟာ အဲ့ဒါဆိုလို့ရောက်သူ့စီဟာလေးပဲခဏငားလိုက်ပါတော့ပြောကြည့် ဟဲ့သရောင်းသားလုပ်မယ်လေ တောင်းသားလုပ် သရောင်းသား ရောက်ပါပြီ ဟမ် ရောက်ပါပြီနောက်အခြေခံလူသားသားလို့နိုင်ကျင့်မှမကြံနဲ့တော့အဆက်နဲ့အသက်နဲ့ရဲပကြိုက်မှာပါ ပို့ဘူးသရောင်းသားခဏလုံးပါခဏ ခဏလည်းမရောက်ကြိုက်လည်းမရောက်ဘူး ဟုတ်ဘူးပါလေငါတို့ဒီမှာခဏတောင်းစားကြည့်မယ်မင်းလိုမျိုးအဲ့ဒါကိုပြောတာ အပြော်လဲတရောင်းစားအပြော်လဲတရောင်းစား ဟုတ်တယ်ပြောလဲတောင်းစား ရင်းလေးတောင်ခုံသွားတယ်တောင်းသားရင်းလေးပါဒီခုံသွားတယ်အဲ့တော့ခင်ဗျားတို့ကပါလေကျုပ်ဝတ်ထုံယူခြင်းလို့ အေးအဲ့ဒါလေးအမင်းငါငါလိုက်နေ ဒီဟာငားခြင်းလို့ တော့ ခင်ဗျားတို့က ဟုတ်တယ် ဒီဝစ်ထုံကနည်းနည်းရရမှတ်လို့လား ဘာဖြစ်လို့ ခင်ဗျားတို့ရန်ကုန်မြို့ပတ်ပြီးတော့ခြားလိုက်နော်ဘယ်ကုံတိုက်တွေဘယ်သတိုးတိုက်နေမှာမဒီလိုဝစ်ထုံမျိုးမရှိဘူး ရှိမလားဟဲ့ရှိမလားဟဲ့အမပြဲရဲပြီးစောက်ပြန်နေတာဘယ် shopping center တက်မှာလဲအယူရ ဟာခင်ဗျားတို့ကျွန်တော်ကမကြည့်ဘူးလို့ပြောရလေ ဘာဖြစ်လို့ ဒီဝစ်ထုံကဘယ်နေရာမှမကြည့်ဘူးလို့ပြောရလေကြည့်တယ်လို့ပြောလို့လားခင်ဗျားတို့အခုပွဲလာကြည့်တဲ့လူတွေရောဒီဝစ်ထုံမျိုးဝင်နိုင်လို့လားခင်ဗျား ရု ရု ပ် ပ် ဝ ဝ ဲ စ် စုံမဝင်နိုင်တာပဲကိုလေးက ကုန်းကဲတလို့ ဟုတ်အဲ့လို ခင်ဗျားတို့ရုပ်မရုပ်ကျုံမငားတော့ဘူးကျန် ဟဲ့အဲ့လိုမလုပ်ပါနဲ့အဲ့လိုမလုပ် ဟမ်ဒါကိုပိုင်တိုင်နာနဲ့ချုပ်ထားတဲ့ဝစ်ထုံနော် ကိုပိုင်ဒီဇိုင်နာနဲ့ချုပ်တာတော့ အထဲကို2000လောက်တန်တယ်မြန်မာငွေမဟုတ်တော့အမေရိကန်ဒေါ်လာ ဒီတရောင်းစားတော်တော်ကြီးကျယ်ပါ ခင် လား ဗျားတို့တောင်းသားလုပ်ချင်လို့ချင်းရိုးရိုးလုပ်လို့မရအောင်နော်ဘာသာတကားတဲ့3ညို့လောက်တက်က ဟာ ဘာသာတကား3ညို့လောက်တက်ကတဲ့ အဲ့လိုတဲ့ အခုတော့ချီးကိန်းပွဲရညီးလာပြီအဲနိုင်ငံသားတွေမြန်မာနိုင်ငံဝင်တော့မှာလေနိုင်ငံသားတွေခင်ဗျားတို့ညနာလို့တောင်းထားတော့ဘယ်သူကထဲမှာလဲအင်္ဂလိပ်လို hey you space ဆိုလုပ်လိုက်မှာအဲ့ဒါမှဖော်တနာတွေကတနာမှာပေါ့ခင်ဗျားတို့ကြည့်တာလူကုန်နိုင်အတိုင်းဝါရမဟုတ်မဲ့တိတ်တိတာတာပဲ ဒီကငားမယ်ငား ဒီဝိထုံမှမ်းမယ်နော် ငါငါ ဟုတ်ပြီရဟေးဖြည်းဖြည်းကြောက်ဟာပြဲကုန်ကြောက်ကကျွတ်ကျွတ် မင်းကပြဲပြီးသားပါကွာ ကျုပ်ပြဲပြီးသားမလုပ်နဲ့ကျုပ်ဟာကျုပ်အပြဲနေရာလေးမှတ်ထားတယ်နော်ခင်ဗျားတို့ ကိုပိုင်ဒီဇိုင်းကိုပိုင်ဒီဇိုင်နာဆိုတော့လေကွာလက်ခံတယ်ဖြည်းဖြည်းလို့ရောက်ပြေးသွားအောင် ရဲသွားမယ်ဟေးလက်ကျန်းနဲ့မကင်ပါနဲ့ချို့ခင်ဗျာလက်ကျန်းနဲ့ မိုက်ကယ်ဂျက်ဆင်ကသေတာစောလို့မသေးသူ့ဝစ်ဆုံးငားအောင်ပါဗျ ရော့နောက်ပြီးတော့ဟိုကျုပ်ဂျူနီဖောင်းကိုခင်ဗျားတို့ရေမွေးတည်တယ်မထွန်းနဲ့နော် ဘာလို့ ခင်ဗျားတို့ကျုပ်ဝတ်ချုံမှာဟိုရေမွေးနဲ့နေဆွဲနေတော့ဘယ်သူကတနာတော့မှာကျုပ်တောင်းသားရေမွေးချွတ်တယ်ဆိုပြီးတက်တောင်းသားနာမည်ပြတ်ဦးမှာ အေးဟုတ်ပါပြီကွာအဲ့ဒါဆိုတော့အနူးရွာလေးလည်းကိုင်းမယ်နော်ငါရေမွေးလည်းမစွတ်တော့ဒါကမှညငါတို့တူပါ့မိုက်တယ် ဟာခင်ဗျားတောင်းသားနဲ့မတူ ဘာလဲတူ အညိုးသားဓာတ်ထုံထောက်တဲ့တရေမကြီးနဲ့တူခင်ဗျားဒီလိုကြီးချစ်တယ် အေးရမင်းအခုတော့ရစေတော့အပြော်တန်းတရောင်းစားနဲ့တူသွားပြီ ခင်ဗျားတို့ကျွန်တော်ဝတ်ထုံနေယူသွားတော့ခင်ဗျားတို့ကတော့တောင်းသားနဲ့တူသွားတာ အေး ကျုပ်ကတော့ဝိုင်ထိုင်းနဲ့တူသွား အေးမင်းတောင်းလို့ရပြန်ငါတို့ ခင်ဗျား အဲ့ တို့ လိုအစမ်းတောင်းကြည့်ရင်ရ ဒီဝတ်ထုံဝတ်လိုက်တဲ့တော့ခင်ဗျားတို့လက်ပွင့်သွားပြီလက်ပွင့်သွားပြီချစ်တဲ့သူကခင်ဗျားတို့ကဟိုလက်
လက်ပါတောင်းသားတွေလေ အေးရပ်ပါတောင်း လက်ပါတောင်းသားတွေဆိုတော့ခင်ဗျားတို့တောင်းလို့ရှိရင်လေအထင်တမ်းမိတောင်းရ ဟာဘယ်လိုတောင်း ခင်မြောင်တို့သူညာတွေတနာကြမှာညာတနာကြမှာတို့ဘယ်သူမှမတနာ ခဏမင်းစကားပြောတာတော်တော်များနေပြီငါတို့ကဆက်ရှင်ရစမှတ်ပြီလား တတ်မှတ်ပြီကျွန်တော်အင်ကြီးခုနမပြောဖို့မေ့သွားတယ်တနာကြီး3000နော် ဟောကျွန်တော်3000ပေးအောင်မယ်လို့ ပိုး ဒေါ တိုက် ်လာတော့မဟုတ်ပါဘူးနော် ဒေါ်လာမဟုတ်မြန်မာငွေပိုးတိုက်ရလေးဝယ်လို့ရှိရင်3တာကျော်ရမယ် ဟာ အင်ကြီးပိုးတိုက်ရလေးဖြစ်3တာကျော်ရမယ် အေး30ရောမယ်အဲ့တော့ဘယ်လိုတောင်းအောင် ခင်ဗျားတို့ဟိုလက်ပါတချင်းနဲ့တောင်းရ ဟောတော့ပါချင်းနဲ့ တောင်းတာလက်ပါတချင်းနဲ့ အေးမင်းလက်တန်းစာပါရ ရ အေး ခွက်တလုံးယူလိုက် ဟောခွက်ပါယူအေးဘောဒါ ကျောက်ခွက်ပိတ်မယ်နော်ကလားနဲ့လေကြောင်းမထားနဲ့ ဟာအေးရိုက်တောင်း တောင်းကြည့်မယ်နော် ကျုပ်လဲချို့မယ်နော် โอเค ရုပ် လိုက်ဆိုကြစားရတာအားမရပါကျွန်တော်ကိုသနာကြပါ စားရတာအားမရပါကျွန်တော်ကိုသနာကြပါ အစ်စ် ငါးပြ10ပြအလကားကျွန်တော်ကဒေါ်လာစား ငါးပြား10ပြားအလကားကျွန်တော်ကဒေါ်လာစား ရုပ်ကလေးမှာအဟုန်ငင်းစရာငါ့ကို ကျုပ်ကလေးမှာအဟုန်ငေးစရာငါ့ကိုဘာတောင်းစားတာလဲ အဲ့တဲ့ ရုပ်က ဟဲ့ လေးမှာ အဲ့တဲ့ဟာ အဟုန်ငင်းစရာငါ့ကို ဘာတောင်းစားနေတာလဲ မင်းအဲ့တကားနဲ့ငါတောင်းသားယူနီဖောင်းနဲ့လဲလိုက်မယ် ဘာဒီပြောနေမသိတောင်းစားတစ်မျိုး ရုပ်ကလေးမှာအဟုန်ငင်းစရာငါ့ကိုအတုပ်ကျွေးပါ အာရုပ်ကလေးမှာ လူတကာငေးငါ့ကိုစမှုစာကျွေး ဘာပြောလဲ ဟိုတောင်းစားကြည့်နေရလေအဆန်း နင်ဘလို့ဖြစ်နေတာနင်မို့လို့တရောင်းသားကိုအားကြ ဟာတောင်းသားကိုထော်ကား မစောပါဘူး တောင်းသားကိုမထော်ကားနဲ့တောင်းသားထမင်းဝါလာနင်တို့အိမ်ရှိမှာငုတ်တုတ်လာဟာ ဒီစမ်းမှာတောင်းစားရဲ့သူကတမျိုးဟုတ်ပါတောင်းစားအဲ့လိုမဟုတ်ပါဘူးငါကိုလူမျိုးတောင်းစားရဲ့တောင်းစားမဟုတ်ငါအချစ်တောင်းစား နင်ဘလို့ဖြစ်လာငါစိတ်ညံလက်ညံသမားနော်ပြီးမှငါအဆိုးမဆို ဟာမဟုတ်ပါဘူးငါနင့်ကိုအဖြေတောင်းတာလည်းကြားလာပြီနင်ဟုတ်အဖြေမှပြန်မပေးပဲ နင်ဘလို့ဖြစ်နေရလဲငါ့ကိုအနုရရလာမလို့နဲ့ငါအားကစားသမား အဲ့ဆိုလေအားကစားနဲ့ပတ်သက်တဲ့စကားတွေပြောမယ်လေရအဲ့ဆို ပြော နင်မြင်းစီတာဝါသနာပါလား ပါတယ် အဲ့ဆိုငါမြင်း မင်းမြင့်တဲ့ကိုငါရှေ့ရပါလို့ရလားငါလည်းမြင်းဖြစ်ချင်လို့ပဲ မင်းတို့နှစ်ယောက်မြင်းဆိုတော့ချင်းအောင်မလေးကိုမထီးခိုင်းနဲ့ဘာဖြစ်လို့အချောင်းမမြင်းမြတ်ကိုထီးခိုင်း ဟုတ်ပါဘူးငါမြင်းစီတာဝါသနာပါတယ်အဲ့ဒါပြောမလို့ အဲ့လိုပြော နင်းနဲ့ငါနဲ့မြင်းစီမှာရင်းနှီးပြစေလားဟာ ဘာလို့ယဉ်နေရမှာ ငါတို့နှစ်ယောက်ရေကူရင်နှစ်ကိုဘလူးကြမယ်လေ ဟာနင်ငါ့သားမချိနဲ့နော် နင်းကလည်းချင်းလုံးလို့အတင်းမယုံပါနဲ့ဟာငါနင်းဘတ်စကက်ကစားသလိုအပြတ်ဖတ်ထားပြီ ဟဲ့ငါနဲ့နီးနေပြီနော် ထုတ်စီးထိုးသလိုချုပ်ပြီး ထုတ်စီးတိုးသလိုချုပ်ပြီးတော့ဘာဖြစ်တော့ ထုတ်စီးထိုးသလိုချုပ်ပြီး ချုပ်ပြီးတော့ဘာဖြစ်တော့ ပြောချလိုက်စမ်း ချုပ်ပြီးခိုးပြေးပြီဟဲ့ ခေါ်ပြန်ပြီလေခေါ်ပြန်ပြီ ကိုကျင်းပြီလေဟဲ့ကိုကျင်းပြီလေဟာပြောတရားကြီးကွာအဲ့ဒါပဲじゃတောင်းသားချင်းတောင်းသားကြံကြံနေသူကပြောတရားကြီးဝေသားလေးလည်းပါသွားဟုတ်ဘူးလေဒီကောင်နဲ့တန်တော့တာပဲနောက်ဝေသားလေးပါသွားပြီဟဲ့တောင်းသားဟုတ်ပါဘူးတခုအဲ့ဒါလည်းမဟုတ်သေးဘူးတောင်းသားတခုတောင်းသားတခုဘလို့ဖြစ်ဟိုဘက်အဆောင်ရတာငါကောင်မလေးနေတဲ့အဆောင်ပဲ ဥရှိဆောင်လား ဟုတ်တယ်တိတိပြငါကောင်မလေးနေတဲ့အဆောင်လို့ပြောတာ လမ်းဟိုလမ်းဟိုဘက်ကမီးလင်းနေတဲ့ဆောင် ဟိုမှာတွေ့အောင်မဓာတ်တိုင်တွေ့လား အေးတွေ့တယ် ဓာတ်တိုင်ဘေးကကျွတ်တွင်းမှာအဖီဆွဲထားတာငါကောင်မလေးအဆောင်ပဲ ကမလေးကကျွတ်တွင်းထဲမှာနေလို့ရတယ် တေးလေးရဲ့ ဟောကမလေးကမင်းရောက်နေမှဘယ်လိုသိပါလဲမင်းဟိုကမလေးမင်းရောက်နေမှသိအောင်မင်းလုံးနေကြအတိုင်းလောက်လိုက် ဘယ်လိုတော့ ဥပြလိုက်လေဟဲ့ရှက် မင်းကသူခိုင်းလို့လို့ ကိုကောင်မလေးကကိုရောင်မှန်းသိအောင်မင်းကထိုးတန်ပေးရ ဗာပြရမှာ ထိုးတန် ဘယ်လိုဖြစ် မင်းမဖိုးတန်ပေးဆိုလို့ဖိုးထိုးတဲ့အတန်လုံး မင်းကပိုတန်နဲ့ဘယ်သူမင်းကမသိလို့ရှိရင်မွေပွေးတွန်းနေသလိုပဲမတော့ပါနဲ့ ဟောတချင်းလေးပိုင်ဆို ချင်းလေးပဲဆူပြီးကောင်းဟဲ့မင်းတော့ပါလေအိမ်ရှိကိုရောက်ပြီ ရအဆောင် အဆောင် မနေ ရောက်ပြီ ရောက်ငါဆိုးချထားလိုက် အချင်းဆို လိုက်
ငါဘာကြအဲ့ဒါငါဘာကြ ဟေးနှုတ်မယ်ကွာနှုတ်မယ်ကွာဒါကြီးနှုတ်မယ်ကွာယူလာတာခေတ္တာဟာဘာကြမဟုတ်ဘူး မသိဘူးလေငါလည်းငါရတာငါဆိုတာပဲ ဒုက္ခပဲမင်းကငါဂီတာကြီးပဲကောက်မှုအောင်မလို့ဖြစ်နေ အဲ့လေမင်းကဂီတာပါတာဆိုမှာပေါ့ ငါမဆိုတဲ့လို့မင်းတို့ခေါ်လာတဲ့ဟာ ငါဆိုပေးမယ် ဟုတ် ဂီတာပါတဲ့သချင်းလေးပါဆိုပါ အဲ့လေ ဘာချင်းလဲ ဂီတာပါတဲ့ချင်းဆိုဟိုချင်းကောင်းတယ် ဘယ်ချင်းလဲ ဂီတာကျိုးလေးပြတ်သွားပြီ ဦးနာဘူးနမင်းမရှိနေမှာမရှိမင်းကတီးမတီးရဆိုဂီတာကျိုးပြငါဘာဆက်လို့ ခုမှတီးတော့မတီးရသေးဘူးပဲပြောပြခိုင်း ဟိုဂီတာပါတဲ့ချင်း ဂီတာပါတဲ့ချင်း အစပေးကြတဲ့ကျိုးကမကောင်း အေးအဲ့ဆိုဟိုချင်းဆို ဘယ်ချင်းလဲ ထင်းယူပင်ကြားထဲမှာထင်းယူပင်ကြားထဲမှာစပိန်တွေကခါခါပြီးဖိမင်ခင်းပါနာ ဟေးကွင်းပိုင်နေပေးကြပါ ဟဲ့ဒီကောင်ဘာလေးရှောင်းဆိုလဲပြီကွာ ဘာလေးရလားဆိုတာ တီးရှူပြင်သားနေ အဲ့ဆိုဟိုချင်းဆိုလိုက် ဘယ်ချင်းလဲ မင်းကမလေးမင်းခိုက်ပါ ငါခိုင်းပါ ဂျင်းမောင်မောင်ချင်း ဂျင်းကြီး ဂျင်းချင်းချင်းအဲ့ဒီချင်းကမင်းကောင်မလေးမပြောနဲ့ငါတော့နားထောင်ကြက်သိမ်းနေထား မင်းတော့နားထောင်ပြီးကြက်သိမ်းတာ အေး လုတ်လိုက်စမ်း ဟိုအခြေဆုံးသေးပေါက်မတက်ချစ်တယ်အခြေဆုံးသေးပေါက်မတက်ချစ်တယ် အသေးပေါက်မတက်ချစ်တာဘယ်နဲ့သေးပေါက်မတက်ချစ်ရ မသိဘူးလေငါလည်းငါကြားတာငါဆိုတဲ့ စိတ်ညံမလို့ငါဂီတာကြီးကောက်မှုတ်လိုက်မယ်နော် ဟေ့ ကဒါဘာကြောင်မဟုတ်တယ်ပဲ ကောက်လို့ပါကွာ ဒီကောင်အမကောမင်းလုတ်လိုက်တော့မင်းလုတ်လိုက် ချ တော့ စ်စားမယ် ချက်စမ်းမအောင် ချစ်စား ငါတဲလေးကြောင်းလုတ်လိုက်တော့ ရှင်းလို့ဆက်လိုက် အေးဆက် တချင်းစားပါ အစထိုက်ကကွာ ထိတ်ကဘူးတုံးလေးနဲ့ ဘူး ဘူးတုံးလေးကို ဟုတ်ဘူးလေ မင်းဘူးတုံးလေးကိုဆိုတော့တွန်လေးသိန်းတန်လို့ဖြစ်တယ် ငါပါတဲ့ ကောင်းပါလေ ဆက်လိုက် စားမယ် မင်းစမ်းတာနဲ့အချိန်ရပြေးတော့ စား ကြောက်ဂီတာစမ်းတာလားဂီတာကိုက်နေတာလား ကဒါစားတာမဟုတ်ကဒါကြီးကြိုက်စားတယ်တော့ ဘလောက်တလောက်ကျွေးထားလဲစောင်းကကြာနေသေး လက် မောင်မောင်ဒီ ချစ်စမယ် ကြောက်မင်းဂီတာအတန်မထွက်ဘူးရ အောက်ကမတီးမဲတော့ဘူးတဲ့ ဟိုမှာမတီးပေးတော့ဘူးတဲ့မင်းလှုပ်တာများနေပြီတဲ့မင်းလှုပ်တာတော်တော်များနေပြီတဲ့ ပေလန်တော့တော့မင်းတော့ကလိုက်လို့နေမမီပေလန်လာ ဟဲ့ ဟိုကတည်းကနောက်တော့လိုက်တော့ ဟဲ့တော်လိုက်တော့မင်းသချင်းကငါ့ကိုတတ်နေတာ တချင်းမကောင်း ငါကောင်မလေးကစင်းရဲတော့မိုးဘတ်ထုတ်လေရောင်းနေတာလေမင်းပြောသလိုငါလျှောက်လိုက်ရင်6တောင်ညောင်းသေမှာပေါ့မသားရဲ့ ငါ ဒီလောက်မိုးဘတ်ထုတ်လေရောင်းနေတော့မင်းပဲလန်းတော့လျှောက်လိုက်သေဖို့ပဲရှိတယ် အော်တချင်းပြောင်းပေးမယ် ပြောင်း ထိုင်နေကြီးကမမရေရှူမဝအောင်ရင်မကားပြလေးကိုရှိကရဲ့အင်းစိတ်ထောင်သွား ဘာဖိုင်နေကြီးရတယ် ထိုင်နေကြီး ဘာဖိုင်နေမှလုပ်နေတယ် ဘာလို့ ငါကောင်မလေးကလေးထဲမှာလို့ကြောင်းထွက်ထားတာကွာဘာဖိုင်နေမှမရောက်ဘူးဘာရောက်တော့မှမသိ မင်းမင်းအစမပြေ အော်ကွာဘယ်လိုလုပ်ဘယ်လိုလုပ်လဲဆိုတော့ ဟေး ငါကောင်မလေးကိုရမ်းချစ်မင်းသိရတယ်ငါရမ်းချစ်တာ မင်း မင်းသိပါတယ်မင်းရတယ်မင်းသိပါတယ်ပြောတယ်ဆိုတော့တော့ ဘာပြောမှမသိဘူး ငါကောင်မလေးကိုအရမ်းချစ်တယ်ကွာပြီးတော့ငါကောင်မလေးကလေးတမ်းမအောင်ပြီးတော့မုတ်ဘတ်ထုတ်လဲရောက်တယ်အဲ့ဒါလေးပေါ့တချင်းလို့ဆို အဲ အတိုင်းချ မင်းကဘယ်စားရကြမှာမရနိုင် အဲ့ လား ဒါမရေးတတ်ပါဘူးမင်းအဲ့လိုတချင်းလည်းမရှိဘူးမင်းငါကြက်တယ် မရေးတဲ့ချီးထားတဲ့ပတ်စံပြန်ပေး မင်း ငါ အဲ့လို လက်ဖေးတိုက်ထားတာတော့မင်းတို့ အဲ့လိုလည်းမလုပ်ကိုတငယ်ကြီးဆိုပေးမှာ အဲ့ငါချစ်တာရောလေးတမ်းမအောင်တာရောဟိုမုတ်ဘတ်ထုတ်ရောင်းတာကြောက်ဆို မဆိုပေးရင်ဘာဖြစ် ပတ်စံလည်းမချီးတော့ဘူးချီးထားတဲ့ပတ်စံမှာအတိုးနဲ့ပြန်ဆက်တော့ ဆိုပေးမယ် ဟုတ် ကြောက်တဲ့ ဟေး မင်းကငါနောက်က crossing လေးလိုက်ပြီ ဟောခရသင်လားရရဟမ် ဘယ်လို crossing ခရသင် ဟာမိုနီပဲကြားဘူးလေ ငါမဟုတ်လေခရသင် မင်းကောင်းပါလေအเจ้าတွေကုန်ပါပါလေ လုံမှာထွက်တော့မယ်ကောင်မလေးကထွက်တော့မယ်မင်းတို့ကမပြီးဘူးပြည့် အေးငါမဟာသေးလို့ လောချလိုက်ဆောက် 1 2 3 4 Hey chile ကက Hey chile ဟဲ့အချင်းလစ် Hey chile ဟဲ့အချင်းလစ် Heyလေးတမောင် ဟဲ့လောင်နိုင်မေး Heyလေးတမောင် ဟဲ့လောင်နိုင်မေး Hey မောဖတ်ထုံး ဟဲ့မောဖောက်ခေ မောဖောက်ချစ် ဟဲ့မောဖောက်ခေ ဖောက်ချစ်
ဖောက်ကုန်မြ DJ ပို့နေသေးတယ်ဖောက်ဖြစ်ကရွေးတွေ့နေလားကားနေဟဲ့မောက်ဖောက်ဖြစ်နေသားမဘေးအချင်းလေးရတယ်မင်းကမလေးကြောင်းနေလေးတန်းမအောင်လောင်တန်းမေးလက်ခံတယ်မုံဘတ်ထုတ်ပြီးကောင်းတယ်မင်းမုံပုတ်တစ်ပုံသေးပါကွာမင်းတော့ဖောက်ဖြစ်ဒီပုတ်ကြီးနဲ့ငုံနေလားမသိဘူးဒုက္ခဒီတက်ပွက်တာအတော်ပြီမင်းပြောတယ်ကငါအကုန်ပေါင်းဆိုပေးတာမပြည့်ချင်းပြောက်ကွာမင်းရှင်းပြောက်မကြည့်ငါနေစားမှာကြတာဒါပဲဆောမိုးလေးလိမ့်မယ်ဟဲ့ဗျာဆိုမယ်ထိုးလိုက်တော့အဆောင်မချောင်းတဲ့တရေကြီးရဲ့အဆောင်မချောင်းတဲ့တရေကြီးရဲ့တရားငါးမိုင်မှာ6တက်တယ်မလုံးနဲ့တော့ရတရားဆန်ငါမယ်လာကြမင်းကလည်းငယ်ငယ်လေးနဲ့ပေါက်တာကတရေကြောက်မှပြည့်တယ်တရေကြောက်ဘာလို့ဆိုတာခဏနေမင်းတို့လာမရောက်သေးဘူးဘလို့ပူနာတော့ကြောက်လို့ကြောက်လို့မင်းကြောက်တာငါတော့ကြောက်သိမ်းတယ်ယောက်ျားလေးပဲဘာလို့ကြောက်မင်းကလေအဲ့တရေလာကြီးငါတွက်ချက်ပလိုက်မလားဘာလို့ကြောက်ဒီလိုလွယ်လွယ်လေးပြောနေကြတရေမြကြောက်ငါတို့ဘွားပြောဘူးတယ်ဘာပြောတရေဆိုတာတေးသေးလေးလည်းလုံးလို့ရတယ်တဲ့အကြီးလည်းလုံးလို့ရအကြီးလာမင်းဘယ်လိုလုံးမလဲမင်းအဲ့အကြီးဆိုရင်လာခဲ့လို့ပြောလိုက်အဲ့ဒါတရေမှပဲဖြစ်မှာအေးငါအကြီးကြိုက်တယ်လာခဲ့လုံးပါမင်းကတရေကြောက်မင်းကမေးမယ်စိတ်မန်းနေဟုတ်တယ်မင်းကတရေကြောက်တယ်ဆိုတော့မင်းကအချောက်ခံဘူးလို့အချောက်ခံဘူးလားလို့ဒါမေးမင်းလားရှင်းလေးခံမွေးတယ်မခံမွေးမခံဘူးပြောပြလိုက်ပေါ့ကွာဘလို့ကောင်အချောက်ခံဘူးလားလို့အချောက်ခံမှုတယ်ဆိုရင်လေကိုကတိတ်ခါကြအောင်အချောက်မခံဘူးဆိုရင်လည်းဘူးတုဒ္ဒနဲရကြငါတော့အချောက်မခံဘူးပေါ့ကွာဟိုခံမှုတဲ့လူတွေပြောတာတော့စက်သိန်းထားစရာကြီးမင်းကအဲ့ဒါပြောတာတကယ်တော့အချောက်ခံတယ်ဆိုတာက तू ကအတုံးမကြလို့ပေါ့မြင်လို့6တယ်ဆိုတော့အတုံးမကြလို့ပေါ့အဲ့ဒါထုံမရောက်ဒီမရောက်တူဝေး6တင်နဲ့တွင်းလို့နေမှာပေါ့ဟုတ်တယ်ဒီမှာကျမတို့ကလေဘယ်တော့မှနောက်ပြန်မရတဲ့အချောက်မအစ်စ်တေ6ဒီ36နဲ့6တာဝမ်းဝဲတယ်တယောက်တည်းရှောက်ပြောတယ်ဘာသာမတောင်းတဲ့အတိုင်းပဲကျောင်းပါကအဲ့ဒါလုံနေကြလေဟာအဲ့ဒါငါလိုက်တော့ငါလိုက်ငါနာမည်ကမာမီမှုတ်တယ်ဒုက္ခပါကွာသူကမာမီမတ်ဆိုတော့ငါကိုကိုတော့ဘာလဲရှောက်ပြောနေလဲကိုနဲ့တုံနဲ့တွေ့ဒီတမ်းမှာတို့ကပါစက်မညာဘူးဆိုတော့တို့ကကျင်သားရနေတာလေတို့ကပြောမယ်ဆိုတို့ကနက်ဒီပရိုမာတင်ဟာဒီပရိုမာတဲ့နက်ဒီပရိုမာတင်တက်နေတာဒီပရိုမာတင်တက်နေတော့တို့အဟောပြောနေချင်နေတော့ဒီပါစက်ကမညာဘူးလို့အဲ့ဒါကိုပြောတာတင်သားမှာဒီမှာတရေကြောက်လို့သိနေတာတို့ဒီ6ပါတယ်လို့ကဲ6မှာဗါလေကျေးဇူးရှင်ကိုလန်းကိုသွားအချောင်းမမဟုတ်မိမရှာပါဘူးသူတော်ကောင်းနေဟဲ့နှခမ်းမွေးတဲ့6ဒီတစ်ခါပဲမြင်ဘူးလေမလုံးနဲ့တော့မင်းတို့3ယောက်ကတော့အပေါက်ချင်းနဲ့တွေ့တော့မယ်တားလေးရေအပေါက်ချင်းနဲ့တွေ့မှာကျမတို့မဟုတ်ဘူးရှင်တို့တွေတွေ့စစ်ပြောက်တာကငါတို့3ယောက်တော့လူဒိန်နစ်တော့မယ်နဲ့တူတယ်ရေဒိန်နစ်တာပြန်ပေါ်တယ်လူဒိန်နစ်တာမတွေ့ရဘူးကိုတော့သူများမတွေ့ဘူးတော့ဟေးမကိုင်းနဲ့တော့ဖဲလိုက်လို့ဆနေကားပါဖဲပလက်လာတော့တော့တက်တဲ့ဒီပေါ်ကြိုက်တယ်ခဏလေးအဲ့လောက်မယုံနဲ့လေဘာဖြစ်တာမလုံးနဲ့တော့လိုက်ပါမယ်သူစားလိုက်ပါမင်းတို့သွားလိုက်တော့မသွားပါဘူးပဲမင်းတို့ငါ့ကိုဘာကောင်းထင်နေလဲဘာကောင်းတော့ငါ့ကိုဘာကောင်းထင်နေလဲလို့ဘာကောင်းလဲငါပြီးကောင်ငါပြီးကောင်ကြိုက်တယ်ကွာအားမ6နဲ့ကြောက်စရာမလိုဘူးငါနဲ့တွေ့ပြီတွေ့နေနေတာစားရတဲ့ကြုံလို့ချင်းမနဲ့ကြတော့မုံစိတ်ပြားဆွဲတာဒီမှာအထင်သေးတာလားမလုံးလိုက်လို့ဒဏ်ရာမပေါ်ပဲသေတော့မယ်မလေးအဲ့လိုသေနေတယ်အဲ့လိုသေနေတယ်ဒါလည်းဒီလိုလုပ်မြန်စမ်းပညာပေးပါရလုံးလိုက်စမ်းပါလုံးလိုက်တော့ငါလုံးရင်ပတ်စံတောင်းမယ်နော်ကျွေးနေမာမီမြင့်နဲ့ရင်းနေကုန်နေမာမီရင်းနေကုန်နေပြီဟာဘာကြီးတော့တော်ပြီမောင်ဆိုင်မမစားတော့ဘူး你说多慢了，多了，大哥。多没有过那个啥。那老厉害。你噻，抢马的把人听了了。叫来噻，叫来噻。听了了。他没有么叫了，越有小的嘞，可怕没有小的。没么想对比啊嘛，他单的。那就比那漂亮了。干猪肉，干猪筋，家嗨，把慢点来，你说的，把进来，干除了看
နေပါလို့နေပါလို့ နေပါလို့မပြေးတာ ခုနကတော့လေ ဘာလဲ 3-3ဖြစ်နေလို့အဝင်မတည့်ဘူးဖြစ် ဟုတ်တယ် အခုမှ3 in 1 okay ပါပြီအားပါရ ကိုဦးစားပေးနော်ဘာ အခုမှလေတော့တယောက်ဖြစ်သွားတော့ကိုတချင်းအောင်သွားပြီတတိယ ဘယ်တစ်ချက်လဲ ကျမအိမ်ကိုကလားတုံရောက်လာတယ်ကျမပေါင်ကိုနှကမ်းမွေးနဲ့သူလေးပုတ်တယ်ဟာရပါတယ်ကောင်းတော့ညီထားလိုက် ဘာကောဘာကောဘာပြောတယ်ဘာကော အမလေးအဲ့ဒါကြောင့်လေမနဲ့တည်းကလေနမိတ်တွေကမကောင်းဘူးတနေ့ကလေသေးကြီးလဲနေတာ ဒီလေးလာတဲ့နမိတ်မကောင်းတော့ဘာဆိုင်လို့လဲ ဟဲ့ကောင်စိုင်နာဘောဟဲ့လေးလဲဆိုတဲ့အထွက်ပဲရှိရလေအဝင်မရှိဘူးလေ ဟဲ့ဝိုင်းတမလန်းကွာလဲကွာ အမလေးဘယ်ကောင်နဲ့သနာစရာလေးပါ ကောင်းပါလေနော်မင်းတို့တော့မလုံးနဲ့နော်လူနေငယ်မှာဒီသက်ခဲနဲ့မင်းတို့မဆက်ပြငါဆက်တယ်ဟာရှောက်ကြားရဖြစ်ပြီးတော့ကွာ ဒီစလမ်းငါတို့ကစားတာမဟုတ်ဘူး तू ကစားတာအဲ့အချောင်းမစားတာ तू ကစား ဟုတ်တယ် ငါတို့ငါသဘောပေါက်ပြီငါသဘောပေါက်မင်းတို့ကချောချောငယ်ငယ်စိတ်ငယ်တဲ့ရှောက်ကြားလေးတယောက်ကိုဟာဒါဘလက်ရရမှာပေါ့ဟဲ့မင်းတို့နော်ဟာမင်း ငါတို့ကဘာမှမဆိုင်ဘူးသူလောက်ကြတယ် तू ကတင်းဝင်လာတာ သူကရ ဟုတ်ဘူးညာပြောနေတာ အခုပြောတာဟုတ်လားဟုတ်လား အမဟုတ် သူ ဘူး ပြောရောမှာလဲ သူပြောတာမယုံနဲ့ငါတို့ပြောလိုက်ရုံ ပြောနေတာ မီပြောတာယုံ ဥပဒေရုပ်ကိုကြည့်ပြီးယုံနှမ်းမှာ သူပြောရောမှာလဲ ကလီကမမလို့ငါလုံးလိုက်မယ်နော် ဆိုင်လို့ရှိနေရှာ အ လို့ နာ လိုက် က တယ် လည်းလားအနာချင်းနဲ့တွေ့လား ထိတယ်နော် အထီတော့လည်းဘာလို့ရှိ သူ့ကိုထိတယ်လို့ရှိရင်မင်းတို့တော့ငါနဲ့အရင်ချလိုက်ရ ဟဲ့ဒီတော့ပဲအမောငါချလိုက် ကိုရှိရဲ့ ငါတော့ငါတော့ချလိုက် ချမယ်လေ ငါရှင်းရတယ်ကွာဟဲ့ငါလည်းချ အမလေးဟာဘာလို့ချတော့ရှိတော့ထွက်နေတာကိစ္စမနေ ချမယ်လား ဟုတ်တယ်ဘာနဲ့ချ ဘာနဲ့ချပါလဲ ကိုလိုချမှာမဟုတ်ဘူး မင်းကဘာလို့ချနေလဲခေါ်တာဆွေဝမ်းမယ် တိုင်းနဲ့ချမှာ ဘာနဲ့ချမှာဘာလဲဘာဘာတိမရှိလားဗျာ မချဘူး 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 တိလည်းမရှိဘူးနော် ကျွန်တော်ညဲ့တယ်ပေါ့နေရာချင်းမှာလဲပလိုက်တယ် ဟာလေဟာတဲ့ အဲ့ဒါအစ်စ် စမစတိချင်းအထောခံနေလေ မင်းမနေပြီကိုကထိုးခံနေတာမဟုတ်ဘူးထိုးကျင်တာ ဘာလို့လဲငါရင်ဘာကောင်းလဲ လာစမ်းငါတော့တည်း အဲ့လကားနေ သိရှိရလား မလေးမီကြောက်တယ်မီလန်နဲ့ ကဲဘာလဲထိုးလားထိုး ဒီ ကဲ ကကြံငါလို့လာတော့ သွားပါဘာရှုပ်လိုက်တာရှင်းတယ် ကြောက်တယ်ကို ကဲငါမှမကြောက်နဲ့ဒီမှာတော့ငါတော့သွားပြီတက်တိလည်းရှိအောင် မီလေးကြောက်လုံးလို့ရင်းနေအောင်ခုံနေ ကဲပါမခုံပါနဲ့တော့မခုံပါနဲ့တော့မင်းကိုဘယ်လိုက်ပြရမလဲမင်းပမာနေရတယ်ဘယ်လိုက်မှာ ဒီကလေဟိုဘက်လမ်းနဲ့မှနေရော ဟုတ်လားကဲဟုတ်ပြီအဲ့ဒါလို့ဆိုမင်းကိုလမ်းထိတ်ထိလိုက်ပေါ့ ဟမ်မင်းမပြန်ရဘူးမင်းကြောက်တယ်လမ်းလေးမရဘူး ဟာလမ်းထိတ်မရဟာလမ်းထိတ်မရမင်းကိုခြံဝါးထိလိုက်ပေါ့ ဟမ်ဆန်ဝါးလည်းမရဘူးမင်းကြောက်တယ်ရင်းနေအောင်ခုံနေရတယ်ဆို ဟုတ်ပါပြီမခုံပါနဲ့တော့အဲ့ဒီနေမှာသူလည်းရှင်နေခုံနေလားကဲဟုတ်ပြီအဲ့ဆိုလို့ရှင်မင်းကိုအိမ်ပေါ်ရက်လိုက်ပေါ့ အိမ်ဘောအိမ်ဘောလည်းမရဘူးမင်းကြောက်နေတယ်ကြောက်တယ်မရဘူး ကဲအဲ့ဆိုခန်းလေးလိုက်ပို့ပေးမှာကွာ ဟမ်အခါလည်းမရသေးဘူးမင်းကြောက်တယ် ကဲဟုတ်ပြီအဲ့ဆိုလို့ရှင်မင်းကိုဘင်မော်ထိလိုက်ပေါ့ကျေးလိုက်ပြီလား ဂျေနတ်တယ် လာ အမလေးဒီအဲ့တဲ့တော့ပုံကြီးလိုက်ချင်နေတယ်ညောင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 ်ဟဲ့တလုံးပြိုင်လာတဲ့ကောင်အခုဒီကောင်ရှုံးပြီဒီကောင်ရှုံးပြီကြည်စမ်းပါဦးဗျာသူ့သားနဲ့သမီးကိုကျုပ်သားနဲ့သမီးကအိမ်မောခိုးလာတယ်ဗျာကြည်စမ်းပါဦးမလေးသားလို့တဲ့ကောင်ကြီးရတယ်သူသမီးလေးခိုးလာသမီးလို့တဲ့ကောင်မလေးလည်းသူသားလေးကိုခိုးလာအဲ့ဒီကောင်ရှုံးပြီပေါ့ဒီကောင်ကိုသူတို့ရဲ့အုတ်ထင်းသူတို့ဖေလို့မတတ်မလို့အေးအိမ်မောရောက်လာတာပေါ့ဒီကောင်ကြီးလို့ဆိုတော်တော်စိတ်ဆင်းရဲနေဖုန်းဆက်ပြီးလိုက်အကြောင်းကြောင့်ဟယ်လိုအေးပြောမလေးအရာလာရှိတာဟောဟယ်လိုမတိကြဘူးဟယ်လိုအေးညောင်းညောင်းလာကွာ
ဟဲ့မင်းဖုန်းကစောင့်နေဟလားဖုန်းဆုံးကြည့်ကွာဆက်ရတာတော်ခက်တယ် မင်းဖုံးလိုမျိုးရက်ွက်အုတ်ချုပ်ရေးမှုနဲ့မျိုးတော်လို့ရထားတဲ့1500တန်ဖုံးလို့ဘူးမကြည့်တဲ့တော့မြောက် ဟာဖုံးက international နဲ့စကားပြောနေတာအေးပြောစမ်းplease ဟဲ့အဲ့ရစရွေးမရွေးနေဒီမှာလှဆင်နေကွာဟဲ့ဒီမှာမင်းလိုက်ပြောနေတာလေမင်းဦးတော်စစ်စင်းနေမလားမင်းအတန်ကိုကြည့်ရတော့မင်းတော်တော်ရောက်ဟိုဖိုးပြန်အေးကျူကမင်းသမီးလိုဖြစ်နေတဲ့အတန်ဟဲ့ဘာလို့လုံးဝဘာမှမဖြစ်ဘူးဘာကိစ္စရှိလဲမင်းပြောစမ်း မင်းအိမ်မှာမင်းသားနဲ့မင်းသမီးမရှိတော့ဘူးမလားမရှိတော့ဘာဖြစ်ဟမ်ဘာဖြစ်ရမလဲကွာမင်းသားနဲ့မင်းသမီးကိုငါသမီးနဲ့ငါသားငါ့အိမ်ခိုးလာတာလေငါသားနဲ့ငါသမီးမင်းရောက်နေတယ်ဟုတ်တယ်ဗျာဟဲ့ငါမနေ့ကသတင်းစာထဲထည့်မယ်ဘာလို့အမြန်ပြန်ပို့ရင်ပို့မပို့မင်းကကျေးဇူးဆက်မှာတော့ဟမ်ကျေးဇူးဆက်မယ်တဲ့တရားဆွဲမှလည်းမဟုတ်ဘူးဟဲ့ဒီမှာအပေါ်ပြောတယ်မင်းမယုံလို့ရှိရင်ငါ့အိမ်လာကြည့်လိုက်ငါ့အိမ်လာကြည့်လိုက်ဒီလေလေးရောက်နေပြီဒီမှာရောက်နေပြီရောက်နေဖုန်းကြီးပါချာကြီးပြောပါလားရှာနေမင်းပြောနေတော့ငါပြောလက်ဆက်နဲ့ရောင်ပြီးတော့ပြောမိတာဘယ်ခွေးတော့ဘောဝင်လာမသိဟဲ့ပြောပါမှလည်းနှခမ်းကြီးတွေပေးလို့ဒီကဟိုကွာဆင်းလာဝင်ရဟမ်ဒီမှာလည်းပြောတာမင်းသားနဲ့မင်းသမီးငါသားနဲ့ငါသမီးကခိုးလာတာအိမ်ပေါ်ရောက်နေပြီအဲ့ဒါမင်းရှုံးပြီဟမ်ငါရှုံးပြီဟုတ်တယ်လေမင်းမခိုးကြောင်းနေဟုတ်တယ်လေမင်းစလိုက်လေငါသားကမင်းသမီးကိုခိုးလာတယ်မင်းသမီးငါသမီးကမင်းသားကိုခိုးလာတယ်အဲ့တော့မင်းတို့တို့ကအဖေလို့မသတ်မှတ်ဘူးလေဟမ်မင်းတို့အဖေလို့မသတ်ငါအဖေလို့သတ်မှတ်တယ်အုတ်ရင်းကိုသတ်မှတ်ဆိုငါအရေးအဝါသားအောက်ကိုလာနေတဲ့အတွက်မင်းရှုံးသွားပြီငါနိုင်တယ်ဒါပဲငါရှုံးပြီဟုတ်တယ်အမေပဲကြီးငါနိုင်တာဘာဖြစ်လို့လဲဘာလို့တိုင်နေသိလားဘာဖြစ်လို့ငါ့ကိုဖေတတ်မှတ်အရေးမကြည့်ဘူးအခုငါတောင်းတဲ့ငါသမီးကမင်းရောက်တယ်မလားဟုတ်တယ်မင်းတက်လုံးကလှုပ်ကျွေးလိုက်တော့နိုင်ပြီကွာအော်မင်းကမင်းသားနဲ့သမီးမွေးလိုက်လှုပ်မကျွေးချင်ဘူးလားအဲ့လိုလားဟာဟဲ့ပြိုင်ဖို့အဓိကဟမ်ပြိုင်ဖို့အဓိကနိုင်ဖို့အဓိကပြိုင်ဖို့အဓိကဟုတ်ပါပြီပြိုင်ဖို့အဓိကနိုင်ဖို့အဓိကဟုတ်တယ်နော်အေးအဲ့မှာမင်းသားနဲ့မင်းသမီးကိုငါသားနဲ့ငါသမီးကဘလောက်တောင်လွှမ်းမိုးထားတယ်လဲဆိုတာသိချင်သူတို့အခန်းတော့ချောင်းတွားချောင်းမယ်နော်ငါငယ်တို့ပန်းချန်ထဲမှာချောင်းလို့လေအဲ့ကြောင့်ဟောတော်နော်အေးလာတော့လာရမ်းချောင်းတော့လေငယ်မှုငယ်သွေးပြန်တော့လုံးတယ်စိတ်ထဲမှာခူးလူနဲ့ဒီဘက်ခန့်ငါသားနဲ့မင်းသမီးဒီဘက်ခန့်ကိုဘက်ခန့်မင်းသမီးနဲ့ငါသားအဲ့တော့မင်းဘယ်ခန့်ကိုချောင်းငါသမီးငါအိမ်ရှိဆိုတော့မင်းကိုခွင့်ပြုတယ်ငါသမီးခန့်ဟောရင်ပို့ဟာမင်းတကယ်တော့တကယ်တော့ဘာလဲကြားမလားတော့ဟောအာဟဲ့အဲ့ဒါငါသမီးခန့်မပြီးသေးဘူးလားမပြီးသေးဘူးလားလေအမရှိနေတဲ့မင်းသမီးပြောနေတာပြီးတော့မှာပါခဏလေးအမလေးခဏလေးဆောင်အာတာမြန်လို့ပါအောက်ကနေတောက်ထားတာကြာနေပြီတော့မမိဘကျေးဇူးဆက်အေးပါအဲ့ဆိုလေပြီးအောင်မြန်လုံးလိုက်ခဏလေးငါသာကြီးအောင်မလေးအိမ်တော်လုံးနေဟဲ့တားတယ်သမီးခါဘာလို့နေကြလဲခေါ်လိုက်မယ်မေးကြည့်သမီးအဖေဘယ်တော့ရောက်လဲဘယ်တော့ရောက်မှာလဲနေမပေးသေးဘူးလားဆိုတဲ့အချိန်ဆက်တော့ငါရောက်နေတာဘာဖြစ်လို့သမီးရဲ့ဘလို့ပြောလိုက်တာလဲမလေးနေလေငါပြတော့ဒီအုံမင်းထုတ်လာလားဟမ်အဖေလဲနေရလဲငကိုတွေကပတ်နေပြောတယ်ဖေးမပြီးသေးဘူးလားမပြီးတော့နေမလို့ပြောရတယ်ပြောတာအဲ့ဒီကိစ္စအော်အဲ့ဒါဒီလိုကျွန်တော်တို့အခန်းထဲမှာပကြီးကားကြီးရှိအဲ့ပကြီးကားကြီးကပြုတ်ကြသွားအဲ့ဒါလည်းပြန်တက်ဟာမပြီးသေးဘူးလားအဲ့ဒါပြန်တက်ငါမပြီးသေးဘူး
အဲ့တော့မပြီးသေးဘူးဆိုတော့အောက်ကကြိုက်ထားတာညောင်းလာပြီးတော့အဲ့ဒါဘာဖြစ် အော်အဲ့ဒါအောက်ကသမီးကနေကားကင်ပေးထားတာလေဟိုကြာလာတော့လေညောင်းတာဗောဖေအဲ့ဒါပြောတာ ဒီကခိုင်နေကြောက်တာမင်းညောင်းတာပေါ်လဲဆိုတော့မင်းကပြန်ပြန်လောက်ပါပဲပြီးအောင်လို့တော့တုံး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 မင်းကလုံးဖွင့်တော့အဲ့ဒါဘာဖြစ်တာလဲတပိတ်ပြောတာ အဲ့ဒါ तू ကအောက်ကညောင်းနေပြီတဲ့အဲ့ဒါမပြီးသေးဘူးလားဆိုတော့ကျွန်တော်ကလည်းပြီးသွားအောင်လို့ဆိုပြီးစုံပြီးထည့်လိုက်တယ် ဟဲ့ဘာပြောလဲ မဟုတ်လေဟိုတန်ကိုရိုက်ပြီးထည့်လိုက်တာအစုံပြီးဝင်သွားအဲ့ဒါ ဒီကအစိုးရသွင်းနိုင်တယ်တန်ဟိုတမင်းနေကြောင်ကပြောခါနေရဒီကြောင်ကရှုံးမှာပဲဟမ်ဟာအဲ့ပကြပြစ်ဟုတ်ဒီတိုင်းပြန်တော့ကြောက်ပါကျွန်တော်သွားထုတ်လိုက်အောင်ပဲ ဟဲ့ဘာတော့လဲ ဟိုပကြီးကားပြန်သွားတက်လိုက်ပဲ ဟဲ့မင်းသားနဲ့ငါသမီးကိုမင်းကအိတ်ခမ်းနဲ့ထားတာလားပကြီးပြခမ်းနဲ့မှတော့ထားတာဟမ်မင်းမယုံမရှိနဲ့သူတို့ခမ်းထဲမှာဘာပကြီးကားမှမရှိဘူးကြောက်ကြိုင်းပါမဟဲ့ငါသမီးကိုလားတူလည်းမရှိဘူးစောင်းနေဟဲ့ငါသမီးမင်းလည်းမင်းကတော့လည်းပဲနာမည်တော့ထင်နေလားနိုင်တော့ပြီဟဲ့ငါသားခေါင်းလည်းပြချမ်းပါမင်းသားကိုမင်းကနိုင်မဲ့တင်နေရမင်းသားအချောင်ကြီးဟာငါသမီးကရောက်မရဟဲ့ငါသမီးကအမြဲတမ်းအပေါ်ကရှုံးနေပြီအဲ့ဒီကမရှုံးနေပြီမရှုံးဘူးကွာမယုံသွားချောင်းမလားလာမင်းငါသားမင်းသားကအတန်းတော့ ရမ်းမလို့နဲ့လေဒီမှာအေးဒီမှာသွေးတွေစိုးပါဘူး အဲ့ဒါငါသားဩမင်းမဲရားတယ်အားကြောင့်လေဟိုကအရာပြောင်းလှုပ်ပေးလိုက် အမလေးမင်းတရားစဉ်းစားတော့အရာပြေုံနဲ့တွေတွဲထွက်တန်ကိုဖြစ်နေတာမကြီးနဲ့တော့မြောက်ပေးလို့ဖြစ်နေတယ်ဟဲ့တားတယ်သမီးလာတာသမီးလာလားကိုကြီးကြားရယောက်ျားလေးအရာဥဆောင်နေပါတယ်ညာရဲ့နဲ့ခုနအတန်နေရပါတယ်လို့ဟဲ့ဘယ်နေရနေဘလို့တွဲထွက်တာတော့ပြောသူလို့ဟောမင်းမတားလို့တာ ဟုတ်တယ်လေ ကုန်ကလေးဒီကိစ္စကြောက်တယ်မသူကဘာလို့သွေးထက်တာလို့ဘသူကသွေးထက်တာလို့ သူထွက်တာလေ အမလေးဟာမလေးသွေးထက်တားရင်ကုန်ကလေးစီလို့ရှိရမှာ ဖေးတို့ဘာဖြစ်လဲ ဘာသွေးထက်တာလဲပြောအဲ့ဒါကိုရှင်းတော့လေးပတ်လေအောင်ရှင်း ကျွန်တော်ဘာလို့လဲမအခန်းထဲမှာဂျပိုးရှာနေတာဂျပိုးကိုက် ကြဘိုးရှာတယ်ပဲထားပါဦးဒီသူကဘယ်ကဘယ်လိုထွက်တာလဲကြပြော သူ့စရာထွက်တာလေဟုတ်ပါဘူး ဂျပိုးကအေးထဲမှာတွေ့ရလေဂျပိုးကတက်လိုက်တော့ဂျပိုးကသွေးဖက်ပြီးတော့အေးထဲသွေးဆုံးသွားတာဗော ဩကြဘိုးချိုးလိုက်တော့ပြစ်စုသွေးထွက်လာတယ်ရေကြီးကိုပြေသွားအမလေးငါသားရဲ့မင်းတို့မင်္ဂလာဆောင်ကြရင်အဖေလေးပတ်စံကုန်ချင်တဲ့လောက်ကုန်ပါစေကြဘိုးနှစ်ပြည်တိတိလက်ဖွက်ဘာနှစ်ပြည်လက်ဖွက် နေပါဦးဟမ်အဖေတို့ကကျွန်တော်တို့အခန်းမှာဘာလာချားနေ ဟာဘာလာထွက်တာလေပြော ကြီးရချောင်းစရာလားအေးတော့မချောင်းပါဘူးတော့ဟိုကျမ်းမကြီးမကောင်းလို့နေမကောင်းလို့ဒေါက်တာနဲ့သွားပြမယ် ဘယ်တော့တာလဲ ဒေါက်တာချက်ကြီးအမကန်ပြောတယ်ငါတို့ရဲ့ rapper ဘိုးတော်ကြီးကတော့စွန့်သွားပြီ ဒါပဲလေ ငါတို့ရဲ့ rapper လောကကိုစွန့်လွတ်သွားပြီအဲ့ဒါပေမဲ့ငါတို့ကြေကွဲလို့မရဘူးကို rapper ဘိုးတော်တွေကစွန့်သွားတဲ့ကိုတငယ်ကြီးရဲ့မင်္ဂလာဆောင်ပွဲရောက်လာရင်မင်းတို့ငါတို့ rapper အချင်းချင်းကငါတို့သွေးစီးရ ဒါပဲမင်းကအခုဘာလို့ချင်တာအဲ့တော့မင်္ဂလာဆောင်ကြရင်ငါတို့ rapper တွေအကုန်လုံးကိုဖိတ်မယ် very good idea ဟုတ်တယ်နော် rapper တွေအကုန်လုံးဖိတ်ပြီးသွားလို့ရှိရင်မင်္ဂလာတချင်းကိုငါတို့စက်ဖောက်ဆိုခိုင်းမယ် မင်းကမင်္ဂလာချင်းကိုကြက်ဖောက်ကိုဆိုခိုင်းမယ်အေးအဲ့ဒါဆိုငါကကြောက်ချက်ကိုဘိသိမ်းမြောက်ခိုင်းမယ်အာရှင်းလန်းပါပြီငါတို့မင်္ဂလာဆောင်ကြီးငါဘော်ဘီဆော့ဆော့ပန်းကျဲခိုင်းမယ်ကွာဒါပဲလေတော့ rapper တွေအကုန်လုံးဖိတ်ပြလိုက်မယ် okay ခင်ဗျားတို့ကျွန်တော်တို့မင်္ဂလာရှိတဲ့စကားပြောနေတာခင်ဗျားတို့အင်းကျူးနဲ့မားလာပြီးသွားဟိုဘက်သွားအေးကျူးပေါ်လာတာ
ဆိုရှောက်သီးဆေးပြားရောင်းဖို့ များရောက်ပါမလို့ကြပါနဲ့နောက်ကြည့်တာရှောက်သီးစေးပြားရောက်တယ်မျက်နှာလား ဘာဖြစ်လို့လဲ တေချာပြောပြလိုက်စတို့မာမီတို့တကယ်ချင်းမာမီမြင့်မြတ်ကို ဘာဖြစ်လို့ နောက်ဆုံးလာနှုတ်ဆက်တာ နောက်ဆုံးလာနှုတ်ဆက်တာဆိုတော့ तू သိမှာမို့လို့ အေးမမဟုတ်ဘူးနေအဲ့ဒါကမပြောနဲ့ ဘာဖြစ်လို့ မာမီမြင့်မြတ်တော့ပေါ်သစ္စာပေါက်သွားတာ ဘာလို့သစ္စာဖောက်တာတော့ ဘာသစ္စာပေါက်ကမှလဲသူမာမီမြင့်မြတ်ကအချောက်တော့ရဲ့လုံပြီးလုံထုံးတွေကိုသူဖောက်ဖြတ်တယ်အချောက်တော့ရဲ့ဥပဒေကိုချိုးဖောက်ပြီးအချောက်တော့ရဲ့ရာဇသတိပုံမှန်9900 ဘာဒီလာပြောနေတော့ဒီမှာကျွန်တော်ရေးတဲ့လမ်းနေတာကျွန်တော် rapper ဘိုးတော်ကြီးမိုးဝင်မင်္ဂလာဆောင် အဲ့ တာ ဒါပြောတာပေါ့အဲ့ဒါကိုပြောတာတို့ပြောချင်တာ ဟာတော့ rapper မြင့်မြတ်ဘာဘူး rapper မိုးအောင်ရင်ကြတော့တွေ့လားသူက rapper မို့လို့အိမ်တော်ပြူတာထားလိုက်တော့မြင့်မြတ်ကြတော့ဒါတငယ်ပဲယူတင်တယ်လေအချောက်ဆိုတော့ယောက်ျားပဲယူတင်တယ်ယောက်ျားယူတင်တော့ဒီလိုချောချောမောမောတငယ်လေးတွေကိုယူတင်တာလေအခုတော့မိန်းမယူသွားတယ်ဆိုတော့ကောင်းသလားဒီလိုအချောလေးတွေအကောင်မဟာတော့ဒီကနှစ်ယောက်ရှိတယ်အဲ့လောက်ဒီလောဘမကြည့်နဲ့ငါတစ်ယောက်သေးကျွေးမလို့ချင်းမှုဟဲ့ဥရာစနစ်ပဲညီကတော့အဲ့လိုမလုပ်နဲ့ငါလည်းတစ်ယောက်ယူတော့ညီအဲ့လိုမလုပ်နဲ့လေငါလည်းမြင်းမြောက်အားကြတယ်ယူတော့မှာအကောင်မဘာတော့ဒီအဲ့လိုမလုပ်နဲ့လေငါ့ကိုမျက်နာကြီးအဲ့လိုမလုပ်နဲ့နော်ငါ့ကိုမျက်နာကြီးငါလည်းတစ်ယောက်ယူတော့ညီအဲ့လိုမလုပ်နဲ့မလို့ချင်းမှုငါကနှစ်ယောက်လုံးယူတာနေဘူးမပါဘူးဟဲ့အောင်ပန်းမဘာဖြစ်တော့အောင်ပန်းမဘာဖြစ်တော့အောင်ပန်းမဟဲ့အောင်ပန်းဆိုတာအမ်းပေါင်လို့ပြောတယ်အမ်းပေါင်ကဘာတော့အမ်းပေါင်ဆိုတာနေတငယ်တွေကိုအိုင်းနဲ့အခုလေစားကြမရှိလို့ပေါင်စားနေတဲ့အမ်းပေါင်မအဲ့ဒါကိုပြောတာမန်ကြီးကဒီလိုလားဒီလိုပဲဟဲ့တောင်ကြီးမဟဲ့ဘာဖြစ်လဲတောင်ကြီးမိဘငယ်လည်းစီကန်းနေတဲ့မျိုးအဲ့ဒါကိုပြောတာမဟုတ်ဘူးဟဲ့ဘာဖြစ်တော့တောင်ကြီးဆိုတော့တီးကြောင်ကဘာဖြစ်လဲနင့်ကိုတီးတဲ့ကောင်အကုန်ကြောင်သွားလို့တီးကြောင်လို့ပြောတာမရိုင်းလားယူလားညအဲ့လိုလားညအဲ့လိုလားငါအဲ့လိုပဲဟာစက်ပြာမဘာဖြစ်လို့စက်ပြာကတိုက်လိုက်ရင်ကိုယ်ရတက်ပြီးတခေါ်တော့မွေးကြံသွားသေးတယ်စက်ပြာဆိုတာအဲ့တိုက်တဲ့စက်ပြာကိုပြောတာမဟုတ်ဘူးဘာကိုပြောတာလဲစက်ပြာဆိုတော့နင်ကစာပြက်ဆိုတာဘာတော့နင်စာနေတဲ့ချိန်မှာတငယ်တယောက်မှမတူပဲပြက်နေတာကိုပြောတာစာပြက်မရဲ့ညီကဒီလိုလားဟာဒီလိုပဲဟဲ့အောင်ရှိတီမဘာဖြစ်လဲအောင်ရှိတီအခုလူပြီးထဲကသားစားလို့ခေါင်းနေဟဲ့အဲ့ဒါကိုပြောတာမဟုတ်ဘူးဟဲ့ဘာဖြစ်တော့အောင်ရှိဆိုတော့ဘာဖြစ်လဲအစ်ရှုဘာဖြစ်လဲအစ်ရှုနေဟာရအစ်ပြီးရှောက်ထွက်နေလို့ဟဲ့မရိုင်းလိုက်တာနေရဒီလိုလားဒီလိုပဲဟဲ့ကောင်မနေရမှာစောတန်ကူမစောတန်ကူဆိုတာငါသိတယ်အေးဘာဖြစ်တော့စောတန်ကူဆိုတာနေရငါ့စူတန်ခက်လို့ပြောတာပေါ့အဲ့ဒီစူတန်ခက်ကိုပြောတာမဟုတ်ဘူးဘာကိုပြောတာလဲစောတန်ကူဆိုတာနေအခေါင်းကျဲတာကိုပြောတာမဲကောင်မညီရဒီလိုလားဒီလိုပဲမဲညီရဒီလိုလားဒီလိုပဲညီရတ िश ူးမဟဲ့ဘာဖြစ်လဲတ िश ူးဘာဖြစ်တ िश ူးဆိုတာငါသိတယ်ဘာကိုပြောတာလို့တူရှိကိုပြောတာမဟုတ်ဘူးရဲ့ညီကိုချီးပေတယ်တော့ပြောတာဟဲ့မရိုင်းလိုက်တာမရိုင်းတော့ဘာဖြစ်လဲမရိုင်းတော့ဘာဖြစ်လဲမကြီးမငယ်နဲ့သူနဲ့တော့မလိုက်ချင်ဘူးဟာသူနဲ့ပဲဘယ်လိုလဲမကြီးမငယ်နဲ့တော့ဒီကချော်ရကပဲမကြီးမငယ်နဲ့ဘယ်အငိမ့်မင်းသမီးဝစားရင်နိုင်လည်းမသိဘူးချော်ရကောတော့မြန်မာနေတတိတမီအာမနီဟဲ့ဟာလေလူတို့ပြောမောကြဟာလေကြောက်မို့ဘာကြောက်မို့လဲဒီရောဘာလာလို့လဲဒီရောလာတာလို့လူလိုပြောမင်းလိုပဲငါဒီရောလာတာဟဲ့ဒီရောလာတာအေးဟုတ်တယ်ဘာကိစ္စလဲဘာကိစ္စလဲမဒီအိမ်ကဖိတ်လို့ငါလည်းဖိတ်လို့လာတော့လူလိုပြောဟာမလုံးနဲ့မင်းရောတော်မကျင်တတ်တာကြားပြီဟာမကျင်တတ်တော့မင်းရောငါတော်မကျင်တတ်တာကြားပြီဟာမကျင်တတ်တော့ပြောစမ်းပါဦးလုပ်လိုက်မယ်နော်မင်းနားလေထားဖို့ကမင်းရက်ွက်ထဲမှာငါ့ကိုလိုက်ပြိုင်နေတာဖားပြိုင်လို့လေဆိုပါပဲလို့လေမင်းနားလေထားဖို့ကဖားတုလို့ခရုခုံဖင်ပြဲရုံမရှိမယ်မင်းနားလေဖင်ပြဲရုံဒီမှာပြဲတာဟဲ့အိုင်ပြဲရုံမရှိမယ်မင်းငါ့ကိုလိုက်ပြိုင်တာဖားပြိုင်လို့ပြောတာငါကပတ်ဆံရှိလို့မာဆက်ထောင်နေမင်းကငါမာဆန်နာမှာလာပြီးစမှုသာလာရောက်နေစမှုသာနဲ့မာဆက်နဲ့ဘာဆိုင်လို့လဲအတူတူပဲဟဲ့လားဟုတ်တယ်မင်းတို့ပြောကြတဲ့ဆိုငါကြံမွေးတဲ့အချိန်မှာမိမမင်းကလေးဆရာကိုခေါ်ထားတယ်အဲ့ဒါပတ်ဆံပြတ်လို့ဘာဆိုင်လဲအဲ့ဒီမင်းကလေးဆရာကလည်းကြံမွေးတယ်
ဈေးထဲမှာရောင်းမလို့ဈေးထဲမှာရောင်းမလို့ဟုတ်လားအဲ့ဒါတူတူပဲလားတူတူပဲဟုတ်လားမင်းနားလေတော့ဘောကမင်းငါ့ကိုဘာမှနှောင်းနေတယ်မလို့ဘာဖြစ်လဲပြောတော့ပါဦးမင်းငါ့ကိုလိုက်ပြိုင်နေတာငါရက်ကွက်ကဖယားမှာခေါ်ပကလုပ်တယ်မင်းကငါ့ကိုပြိုင်ပြီးတခိုးလိုက်လုပ်တယ်အဲ့ဒါအတူတူပဲလို့အတူတူပဲခေါ်ပကနဲ့တခိုးအတူတူပဲဝမ်းမယ်ဒီမှာဟဲ့ရက်ကွက်ထမငါအောက်ချုံမှုလုပ်တဲ့အချိန်မှာမင်းရက်ကွက်ထမလူမိုက်လာလုပ်တယ်မင်းလူမိုက်လာလုပ်တယ်ဘာဆိုင်လဲမင်းအောက်ချုံမှုလုပ်တယ်နဲ့ငါလူမိုက်လုပ်တယ်နဲ့ဘာဆိုင်လဲအဲ့ဒါအတူတူပဲအတူတူပဲဘလို့အဲ့ဒါအတူတူပဲလို့ချုံတယ်လူမိုက်နဲ့အတူတူပဲလူမိုက်နဲ့အောက်ချုံမှုနဲ့အတူတူပဲဟုတ်တယ်ဗျာအတူတူပဲလားဟုတ်တယ်မင်းပြောနေတာမရှာနဲ့ပြောနေတာမရှာနဲ့တတိရှိနောက်ဆုံးသားဟုတ်တယ်ရှင်းတိုးသားမင်းကငါမကြောက်ထင်လို့လားအေးထင်းတယ်ကြောက်တယ်ထင်လို့လားတယောက်တယောက်ချမလို့တန်းကြီးခံနေတာတော့တယောက်တယောက်တန်းကြီးခံနေသေးလားမဟုတ်မျက်နှာကိုကြည့်တော့ဒီမှာတွေ့လားဟာတပြောဗမာပြည်လွတ်လပ်ရေးရပြီးတည်းကမသုံးတော့ပါဘူးဆိုပြီးကြက်ခိုးစင်ပေါ်မှာတင်ထားတဲ့ကြော်မိုးရဲ့လက်သီးတစ်ချက်မြည်ကြည့်မြက်တွဲမှာဝင်သွားမယ်ဟဲ့ကမင်းငါ့ကိုလာပြိုင်နေငါမိုးကြော်လို့မဲ့တာမင်းဘာလို့ကြော်မိုးလို့မဲ့တာတော့ငါကကြော်မိုးလို့မဲ့တာကငါအမေကတိတ်နဲ့နမိတ်နဲ့ကဘာမှာကြော်ပြီးတော့မိုးသွားအောင်ကြော်မိုးလို့မဲ့တာကြော်မိုးဆိုတာကတထဲနာမယ်မိုးကြော်ဆိုတာကသရောင်းသားနာမယ်ဟာပြတယ်မရှားနဲ့သရောင်းသားပဲကြိုက်သရောင်းသားပဲထွက်တယ်နေကြပါဗျာနေသွားမယ်နေကြပါဗျာဟုတ်လူကြီးတွေဆိုတော့ပြဿနာလည်းမဖြစ်ကြပါနဲ့ဒီကဦးလေးကိုလေဟိုဒီကိုဘယ်သူဖိတ်တာလဲသရိုးပန်းနဲ့သရိုးသမီးရဖိတ်တာဟုတ်ပြီပြလောက်တောင်မှလူကြီးရောမလဲစွတ်လည်းမစွတ်ထားဘူးဘာစွတ်လာပါလဲဟုတ်ဒီကအန်ကဲဟိုဘသူကဖိတ်တာလဲမသိဘူးသရိုးသားနဲ့သရိုးသမီးကဖိတ်လို့လာတာဒါဆိုတူတူပဲပေါ့ဟုတ်ဒီကဦးလေးကိုသရိုးသားသရိုးသမီးကဘသူကဖိတ်တာလဲဒေါ်အေးရဖိတ်တာဦးအေးရဘယ်ဒေါ်အေးရအေးရယောက်ျားကြီးလားအေးလေဦးအေးရဖိတ်တာဦးရဖိတ်တယ်ဒီကအန်ကဲကိုရောဟိုဘယ်ကဖိတ်တာကိုညောင်းညောင်းဖိတ်တာပါခင်ဗျာကိုညောင်းညောင်းဖိတ်တာပါဒါဆိုဖိတ်တာမဟုတ်နော်ဒါဆိုမတူတော့ကဲဒီတော့ကျွန်တော်အေးစစ်စစ်နဲ့ညှိနိုင်တာမင်္ဂလာရှိတဲ့အိမ်ဆိုတော့လေကျွန်တော်လူကြီးတွေလည်းတော်ကြနေလာတော့မှာဦးလေးတို့ဖိတ်ထားတဲ့ဦးရတို့ဦးညောင်းညောင်းတို့လည်းလာတော့မှာညာစားမယ်ဝါမယ်ဟုတ်ကဲ့နောက်ခဏလူကြီးလာတော့မှာပြောဆိုလာပြီဗျာဒီကလူကြီးပြပါလေဆုံးပြီဆိုတော့ကျွန်တော်တို့အစီအစဉ်လေးကိုစလိုက်ကြပါစို့မင်္ဂလာပင်မင်္ဂလာပါဒူတယ်မလုံးနဲ့မင်္ဂလာပါကျောက်ကရဲဘော်ဟောင်းရဲဘော်ဟောင်းနဲ့စောင်းလာရမှထင်တယ်တောက်ကို200ပါအဲ့လောက်မတန်ဘာပေးရလဲမနော်ဘယ်နဲ့ပေးလိုက်မယ်ညနေသွင်းလိုက်မယ်ဒူးနဲ့တိုင်းလိုက်မယ်နှာခေါင်းမှာတပီးပြီးနဲ့ပါလိုက်မယ်ရဲဘော်ဟောင်းဆိုတော့ခြေထောက်များပြတ်နေတာလို့ကြည့်တာစက်ပြောပါကျောင်းနာမည်ကရောဘဲကျုံးမော်ရဲဘော်ကျော်မအရဲဘော်ကျော်မအသက်ဖိုက်တီး50ကျောင်းနဲ့ဖိုက်တီးတော့မကြဘူး50မိမကြဆုံးယာရုမောက်သောဘုံလက်ချီအလောက်ကအိမ်မှာမြည်ထိုင်းတယ်ရက်ွက်တက်မှာရမရဖအနောက်နဲ့ရမရဖလာတဲ့ကိစ္စကိုပြောကြည့်တယ်ကျောက်ကရမရဖအေးရတော့ရက်ွက်တဲပါဒါပဲ သူခေါ်လို့လာတာမင်းကခမရောအဲ့လိုမလုပ်နဲ့ကျွန်တော်မင်းသားယူပါခမကျွန်တော်နာမည်ကတက္ကသိုလ်စိန်မိုးကျော်လို့ခေါ်ပါတယ်ခမနော်အသက်ကတော့60ကျော်ကျွန်တော်ဥစ္စာဘောချုပ်ချိုပါဗျာကျွန်တော်ကိုစော်လေးတွေစကစ်ကလေးစမောလေးကျွန်တော်ဒီလာကိစ္စကိုပြောပါကျွန်တော်မကြိုက်လို့ကျွန်တော်လူပြိုသောကြီးဖြစ်ရပါတယ်ဗျာအဲ့ဒါကြောင့်လက်ရှိကတော့ဗျာကိုညောင်းတို့ရောက်ကမှရမရဖပါလို့ကျွန်တော်ပြောချင်ပါတယ်ခမရောရမရပါခေါ်ပါဆိုမှထမိန်ဝင်လာတာအတက်စိတ်ကိုမမေ့မချင်းထမိန်လို့မဆွဆွဲပါနဲ့
ချင်းနဲ့လေးလေးနဲ့ရင်ချောင်းအေးရသမီးတင်ငါဝင်းကျော်သက်ရှိအလုံးရှိလင်းယူရန်ရှောက်ကားတဲ့ဒါပဲဟာလားဟုတ်ပါဟုတ်တယ်ကိုညောင်ညောင်ရဲ့တောက်ကညာနဲ့ကိုရတဲ့သမီးရတနာတို့သူ့ရဲ့တာကညာမော်နေတယ်ထွေးနေတယ်ဟာတော့သမီးကညာတားရဲ့နေတာဟောင်းနေချော်တော့ကြီးရတော့ဆောင်းသူပြောတဲ့ရတနာနဲ့တားရနာနဲ့ထိတ်ရမယ်ဖွဲပါဗျာဟေးအသက်ကတော့ဘယ်လောက်ရှိလဲပြောတတ်ပါဦး73နှစ်နှစ်ခါ73နှစ်နှစ်ခါတော့အကျဉ်းပဲပေါ့73နှစ်နှစ်ခါလားဟုတ်ကဲ့ဒီဘက်ကပြောစမ်းမအောင်အသက်ကဘယ်လောက်အိမ်ရှိကဘန်နာပဲနဲ့အတူတူပဲအော်ဘာနာရွက်တော့ပဲရှိတယ်ဘာနာရွက်ဆိုတာတစ်လောက်ရှိတယ်ဟိုသူ့တက်ကိုတိကျင်ဘာနာသီးကိုလိုက်ကြည့်လိုက်ဘာနာဖေလို့ပဲရှိတယ်ဘာနာသီးဘာနာရှိတယ်ဘာနာလည်းရှိတယ်ဆိုတာမင်းမသိဘူးလားခဏခဏပဲရိုက်နေနားရဲဆောက်ဘလို့မှပါကျွန်တော်တော့ထားပါပဲမောင်တီရလည်းဒါပဲတင်တာလို့ရှင်းမပြောတတ်တော့ပါဘူးကျွန်တော်လည်းပြောမယ်ဒီမှာရှင်းမပြောမယ်ပြောမယ်ငါပြောမှမပြန်ပြီးလိုက်လို့နဲ့ပြောလေငါပြောမှဆိုတော့မင်းဘာပြန်ပြီးလိုက်ပြောတာကျုပ်ကပြန်ပြီးတော့ပြောတာမဟုတ်ဘူးပြောတင်ပြောတတ်တာကိုပြောတာပြောတော့ဘာပြောမှာကျွန်တော်တားဘက်ကလည်းပြောတိုင်း900တင်ပြီးတော့တားပါလေမင်းဟာငါသမီးကိုမင်းသားဘက်ကနေ900တင်တောင်းတယ်ကောင်းပြီငါလည်းငါသားဘက်ကနေမင်းသမီးကို900တင်တောင်းတယ်ဟာနေပါဦးမင်းကစားကြတော့မရှိဘူးလောက်စုပ်ပြတ်မွေးတဲ့ဘယ်အတိုင်းရှိလဲတော့တုံးတဲ့ကောင်ပဲဟမ်မင်းမဲငါသမီးကို900တင်တောင်းမစို့အဲ့ဒီပတ်စံနဲ့မင်းသမီးပြန်တင်တောင်းလိုက်ပြီဟောဒီလိုလားတင်းလို့ပဲရပါလေဟောဒီကကျွန်တော်သမီးကို1000တေတောင်းမှလက်ခံပါပါဗျာအဲ့ဒါဆိုရင်တော့မင်းတပြားမရတော့ဟုတ်တယ်မရတော့ဘူးဟုတ်လို့ငါလဲငါသမီးကိုမင်းသားကလာတင်တော့3000လုံးရမှငါစဉ်းစားဦးမှာအဲ့လိုမင်းပြိုင်နေတာလားပြိုင်တာလေမပြိုင်နဲ့တော့မပြိုင်ပါဘူးငါမပြိုင်ရင်လို့တော့ဟုတ်မယ်လူကြီးရဲ့ပါလာလို့မင်းဘယ်လိုပြိုင်လဲဟဲ့ငါသမီးကိုလက်မထိုးဖို့အတွက်စီဒိုးနာဟိုတယ်ဘာမှလက်မထိုးပဲငါသမီးနဲ့မင်းသားငါသားနဲ့မင်းသားကိုစဉ်းစားဖို့အတွက်ရဒီမှာနောက်ဘာဟောတယ်ငါသားနဲ့မင်းသားကိုဘာလို့ကျွန်တော်အဲ့ကောင်မကြီးနဲ့ရှိပါမှာတော့ပြောပါဦးမလေးငါတောင်းကြည့်ရဟဲ့အမလေးလာတော့မှတော့ပါလေ Trader Hotel ကိုယူတယ် Trader Hotel ကိုလက်ခံတယ်အမမင်း Trader Hotel ကလုံးပါမင်းက Trader Hotel ကိုကြည့်တယ်အေးမင်းက Trader Hotel ကိုယူရင်အဲ့ Trader Hotel ဝါနေပြီးတော့ငါရက်တောင်ကန်းတယ်အော်မမင်းကရက်တောင်ကန်းတယ်ဆိုလို့ရှိရင်ဒီမှာရငါတရားစာအုပ်ကန်းတယ်မင်းတရားစာအုပ်ကန်းငါရေတမှုကန်းတယ်မင်းကရေတမှုကွာရင်ငါရေဩခွဲမယ်ကွာရေဩခွဲငါချီးစီထူးတယ်ကွာမင်းချီးထူးငါကိုရဲအခေါင်းထမ်းမယ်ဒါလေအားကဲတော့တော့ပါတော့သူပါပြည့်နေတယ်ဘယ်လိုအခုကပြေးပြေးနေအာသူပါပြေးနေပြီကျွန်တော်တို့မင်္ဂလာဆောင်ပါမင်္ဂလာယူမှာဘယ်တက်နိုင်တာလဲမဟုတ်ဘူးကိုယ်လေးရှောက်နေတယ်မဆက်နိုင်ပြန်ကြည့်တော့ဆောင်းပြန်ပါမယ်ဟုတ်တယ်နော်ဘာမှတက်နိုင်တာလဲမဟုတ်ဘူးရှောက်ပြောင်းနေတယ်ပြန်ငါတားနေငါသမီးကိုဒီနေ့ဆက်တော့အမွေပြဆွတ်လို့တယ်ကွာမင်းအမွေပြဆွတ်လာတာငါသားနဲ့ငါသမီးကိုဒီနေ့တည်းကြပြီးအဝတ်တည်းကိုတော့အိမ်ကဆင်းကိုတင်တော့ဝါခဲ့စင်းမဲမနေဘူး။အမွေပြန်ပြတ်တဲ့ဘာပဲ။ဟုတ်တယ်။ဘာတော့။ဘာလင်းလိုချင်တဲ့လူတွေထွက်သွားပြီ။ကျွန်တော်တော့မိန်းမပဲလိုချင်တယ်လို့သွားတာ။မင်းဟာပြီ။ကျမ်းရက်ဆက်လာတယ်။ရက်ဆက်လိုက်တယ်လို့။တကယ်တော့အငယ်တော့လူကြီးတွေမကောင်းလို့ခလေးတွေမှာစိတ်တော့ကရောက်တာ။မိတိဆန်းအငယ်တော့မှချစ်တဲ့နှလုံးသားမရှိဘူး။အငယ်တော့အတ္တတွေနဲ့ဒီအိန္ဒိယမွေကားတွေကဟာကြီးနေတယ်။မလောက်ပါနဲ့အဲ့လောက်ကိုစရာမလိုဘူးလေဒါအတုပါလေမင်္ဂလာဆောင်မဟုတ်ဘူးဒီအန်ဒီမမင်္ဂလာဆောင်အတုပါမဟုတ်ဘူးမင်္ဂလာဆောင်ပါဒီမှာအန်ကယ်တို့တေချာနားဟောကြပြောကြလူကြီးတွေနော်လူကြီးတွေမကောင်းတော့ကလေးတွေကဒုက္ခရောက်ကုန်ပြီဒီမှာအန်ကယ်
အန်ကယ်တို့နှစ်ယောက်တကယ်သူတို့သဘောမတူဘူး တူကွာ တကယ်သူတို့က ပြိုင်ဖို့ရေးကြည့်တာ ရှင်တို့လိုရက်ဆက်တဲ့လူတွေနဲ့မနေဘူးငါကိုသွားမယ် အပေါင်းလေငါမပေါဘူးဟာဒါမဲတူမဲ မတာမနေပါဘာတော့လူကြီးတွေမို့လို့ပြတ်သက်ပြီးအောင်မနေသိချပြီးတော့နေနေတာ ဘာပြောလဲ လူကြီးတွေဖြစ်ပြီးတရားနဲ့တရားအဲ့လောက်မပြိုင် ပြောလေ လူကြီးမကောင်းရင်ဘာဖြစ်တယ်လဲသိလား ဘာဖြစ်လဲ ရှိတဲ့ဟာတွေကောလူကြီးမကောင်း ဘာပြောလဲရှိတဲ့ဟာတွေကုန်တယ်တဲ့ လူကြီးမကောင်းရှိတဲ့ဟာကုန်တယ်ဆိုတာနှစ်ဖက်သားမိဘတွေမကောင်းတော့ရှိတဲ့သားသမီးတွေတရားမှမရှိတော့အကုန်ထွက်ကုန်ညာဒါကိုပြောတာကျန်တာမပြောရဲပါဘူး မလေးရှိတဲ့အကုန်လည်းပြန်ချီးလို့ရပါတယ်အခုပဲချီးနေပြီဟာယူ ကြီးတဲ့ချိန်မှာမဟုတ်ပါဘူးသူပြေးသားပါလား ငါတော့ပေးတော့မလို့သွားတင်ပဲတင်ငောင်းနဲ့မဆိုင်ဘူးဒီမှာငောင်းနဲ့ပြိုင်နေသွား ရတယ်ဦးရထိတ်ပြောင်လို့ဦးကတဲနှလုံးမရှိတာလေဟေးမိတို့ညောက်ကိုမင်္ဂလာဆောင်ပေးတွားတာတွားဘာလို့နေရကောင်းကြောက်မှုပြောတာလူကြီးမကောင်းပါဘူး ဟာမင်္ဂလာဝဲရောင်မြင်တော့ပြီဗျာမင်္ဂလာဝဲရောင်မြင်တော့ပြီအဲ့ဒါကြောင့်အောင်မချေအောင်ရဟာဒီလေအားလုံးပဲအောင်ပါစေတနောက်မင်္ဂလာပွဲကြီးပြက်နေတာကိုအောင်ပါတယ်လို့ပြောတယ်လားဒီမှာခမရတို့တွေချုပ်ပြောပြမယ်ခမရတို့နှစ်ယောက်ဟာခမီးခမတ်တွေပြင့်မြတ်နေမယ်စားသူကတစ်မျိုးငါကတစ်ဖုံနဲ့အဲ့ဒါလို့စောက်စကားတွေများနေကြလို့ရှိရင်ဒီနိုင်ငံကြီးဟာဖာပဲနိုင်ငံကြီးဖြစ်သွားမယ်လို့ချုပ်ကရဲကြီးပြောရဲတယ်တရားရဲ့နဲ့နေတဲ့ခါကြတော့လေစိတ်တွေကအင်မတန်အေးချမ်းပါလားဒါကြောင့်ဝနာဒီမှာဝနာပြီးတောင်းရကူတာဟောတာမီ ဩဟိုဘက်ကမလေးရှားစကားတွေပြောနေတာညောင်မှတ်တယ် ဒီဘက်ကလည်းသူများဆောက်ပေးလို့ရေဆက်ချတဲ့ကျောင်းတကာကြီးကိုရမှတ်တယ်ဗျာ ညောင်ဒါတရားစခန်းကွာမင်းနဲ့ငါနဲ့ဒီတရားစခန်းမှာတော့မပြိုင်ကြရင်ကောင်းမှထင်တယ်ငါလည်းငါသားသမီးတွေအပေါ်မှာငါအတ္တစိတ်တွေထားပြန်ပြီလို့ငါနောင်တတွေအလီလီရပြီဟိုမော်ဘီဘက်ကတရားစခန်းမှာငါတရားဝင်နေတာအဋ္ဌံဝင်နေတာ3နှစ်ရှိသွားပြီကွာ3နှစ်အဋ္ဌံဝင်နေတာ ခမည်းတော်အဋ္ဌံဝင်နေတာတရားစခန်းဝင်နေတာ3နှစ်ရှိပြီကိုအေးပေါ့ဗျာကြောက်တော်မှ9နှစ်လောက်ရှိပြီဆိုတော့ခမည်းလဲ3နှစ်လောက်တော့ပြည့်ပြီ ဩငါ3နှစ်ဆိုတော့မင်းက9နှစ်ဟလားဟာရပါတယ်ငါလည်းအဲ့တရားစခန်းမှာပျော်လို့ရှိရင်နောက်ထပ်10နှစ်ထပ်ပြီးအဋ္ဌံဖို့စဉ်းစားထားတယ် ပျော်ခြင်းတရားစခန်းမှာမနေနဲ့လေ ဘယ်တော့ Happy World တို့ဘာလို့ခလစ်ကစားခွင့်ကိုတွားပြီးတော့ဒိတ်ခံဝင်ပါလား ခရီးကစားဝင်က
တမင်းဒိတ်ကြောင်ဝဲမနေရလားကွာပြောချင်တယ်လို့ပြောတာဟိုတော်ပါဗျာခင်ဗျားနဲ့စကားပြောရတာကျွန်တော်ယူထားတဲ့မနေ့ကယူထားတဲ့5ပါးတီလာလေးတောင်ချိုးမှဆိုးရတယ်အဲ့ဒါတော့ရီလိုက်ခြင်းနဲ့ဟိုတရားစကားမှမလို့မရီရဲဘူးမင်းက5ပါးတီလာဟုတ်တယ်ငါ10ပါးတီလာယူတာကွာဟောဒါတော့တန်ကိုနဲ့တက်နိုင်တော့တန်ရပေါ့ကွာဟောကျုပ်က5ပါးတီလာ10ပါးတီလာဟုတ်တယ်ကျုပ်ကလည်း10ပါးတီလာခင်ဗျားယူတာလည်းကောင်းတယ်ဗျာဒါမဲ့ကျုပ်ကမနေ့ဖာဆို9ပါးတီလာဥပုပ်ယူတော့မှာဘာလို့ယူမှာလဲနက်ဖာမယူမှာဆိုတော့ရှေ့တော့မယူဆိုတာကောင်းတယ်ဗျာဒီနေရာမှာလေးဒီမှာအေးချမ်းချမ်းတိတ်တိတ်ဆိတ်ဆိတ်နဲ့အေးချမ်းတဲ့နေရာလေးမှာတရားမှတ်လို့ရလို့ယူတာပြီဟောအေးချမ်းတဲ့နေရာလေးရောက်တာတော့တရားမှတ်ဖို့မင်း5ပါးတီလာပဲယူတယ်ဆိုတော့မင်းဒီတဲ့အေးချမ်းတဲ့နေရာမှာသွားပြီးတော့ယူပါလားကွာဘယ်နေရာမှာယူရမလဲဗျာရေခဲတိုက်ဒီတဲ့အေးတာတော့မရှိဘူးရေခဲတိုက်ကျုပ်ကိုလိုက်ပြန်ဟလားမင်းကပြန်နေတာခင်ဗျားလိုက်ပြန်နေတာဟာပြန်နေတာအကြောင်းမရှိဘူးမင်းကပြန်နေတာခင်ဗျားလိုက်ပြန်နေတာမင်းပြန်နေတာကျုပ်ကငါမကျုပ်ခင်ဗျားလိုက်ပြန်နေတာမင်းပြန်နေတာဘာဖြစ်လဲရေခဲတိုက်ဘာဖြစ်လဲဟမ်ခင်ဗျားပြောရေခဲတိုက်တော့ခင်ဗျားတက်လိုက်ပြန်လို့ပြောမင်းရေခဲတိုက်နဲ့ရောက်တော့မှာပါဟာရေခဲတိုက်ရေခဲတိုက်ဟာအဖေဟာငါတော့ကွာတမီးဒါမင်းနေလားဘာတော့ဖွားရဟာရေခဲတိုက်စားနေတယ်ဟေးကရပြောတယ်ရေခဲတိုက်စားခြင်းနဲ့တဲ့ဟေးရတွေ့မယ် तू သွားမှာတာဖိုးဖိုးသွားမှာရေခဲသွားမှာသူ့ကြီးမှာဘာလို့သွားရေခဲတိုက်သွားအောင်ကျမဖေကမသားကြီးမှမဟုတ်ဟုတ်တမင်းနေပြောမှာပုတ်ဆိုးနေအခုတော့မသေးသေးဘူးလေနောက်တော့သေးမှာပေါ့တာတင်းလို့သူပြီးဝေးတာတာလေးတမင်းမဟုတ်တော့ခွဲစီလေးနဲ့တာအေးတမင်းဒီလိုဝေးထားတာလားတာလေးတာရဲ့ဖွားဖွားဒါတော့ထိတ်ပြောင်မလားဒီစနာသူကသူတက်ကြည့်ပြောင်ပါပဲဘယ်ထိတ်ထိတ်ပြောင်မင်းနဲ့မဆိုင်ဟုတ်ပြီကပ်ပြီးလေဟုတ်တယ်အေးနိုင်ပါပြီတော့လေငါသားတော့လေဟုတ်ငါသားကြောင့်မင်းသမီးကလေးတယောက်မွေးလိုက်ပြီပြုတ်ခနေစီပြုတ်ခနေတော့မဟုတ်ဘူးတော်တော်လုံးယူလိုက်ရတယ်ဘာလို့ပြောလဲမဟုတ်ပါဘူးကျွန်တော်တို့ကိုလာလေဆရာမွေးအဲ့ဒါကိုပြောချင်တယ်မွေးတာဘယ်လိုမွေးရလဲဘယ်ခွဲမွေးရလားမင်းသမီးပိုက်ကြီးတော့ခေါ်ရသေးပဲနေကြပါမင်းပြောမကြည့်ပါနဲ့ကွာမင်းပါလေတားရှိတာမဟုတ်ပါဘူးငါမှလည်းသားရှိပါသေးတယ်ကွာအဲ့ဒါအချောက်ကြီးလေရောက်တမကြီးမင်းတနေ့တွေ့ခဲ့သည်ရှိတော့မင်းသိပါတာရဲ့ဘလို့ဖြစ်သွားလာလဲတာရဲ့ဘလို့ပြကိုဝေးဆောင်တာဝီရင်နဲ့ထက်လက်တဲ့လေးလုံးမှာတာတစ်လုံးညီသွားတာတာရဲ့မဟုတ်ပါဘူးဖေကလေဟိုဓာတ်လေဘောလုံးအဖေမြည်ရလေဖေအားပေါ်မှာအဲ့ဒါဘောလုံးလျှောက်ကန်နေတာသူများရုံထိမှဆိုလို့အဲ့တိမ်မိထားတာအဖေရဲ့အချိန်တန်တော့လဲစုဝစုဖတ်ကဖတ်ပါသိတယ်မလားငါသားဘေးကပြောတော့အချောက်နဲ့အချောက်ဆိုတော့ကျန်ပြောလေးနဲ့နိုင်တော့မှတယောက်ထွက်လာပြီဟေးကွာဗျာဝင်းလာဝင်သူတို့ထွားချိုင်းတော့ပါတော့ပိတ်သေးသေးလေးကွာဟာမကျွန်တော်လည်းကြေတူလေးဗျာရောပြိုင်ဦးမမင်းလည်းကလည်းပြိုင်လေပြိုင်ပါပြိုင်စားပါဟာအဖေတယောက်ဆိုပဲတေးပြကြတော်ကြပါတော့ဒီအသက်ဒီရွယ်ဒီမှာမြင်းနေတော့ရနေပြီပြိုင်နေကြလုံးပဲလားဟုတ်ပဲနော်ဒီမှာပြိုင်နေလဲဘယ်သူမှစိတ်ဝင်စားဘယ်သူမှစိတ်ဝင်စားတော့ဘာလို့စိတ်ဝင်စားဘာလို့စိတ်ဝင်စားရမှာလဲအခု29ချိန်မြောက်စီဂိမ်းပွဲကြီးကမြန်မာနိုင်ငံမှာလက်ခံပြီးကျင်းပတော့မှာဗျာဟုတ်တယ်အဲ့ပွဲကြီးကိုလေဟုတ်တယ်အဲ့ပွဲကြီးကလေနှစ်40မှတစ်ချိန်မြန်မာပြည်မှာကျင်းပဝင်ရတာဟုတ်တယ်ဒီအဲ့ပွဲကြရင်တော့လေတို့ကတော့ဘောလုံးပဲမှန်သမျှအတက်ကိုလောင်းပြမှာငါလောင်းတဲ့အသက်မနိုင်တော့ထိုင်ကုန်တွေကိုရိုက်ချိုးပြဟုတ်တယ်အဲ့တော့ပဲလားငါသာရှုံးတော့ငါအဲ့လုံးနဲ့မီးရှို့ပြင်မှာဒီလိုပါကွာဘယ်လိုမီးလဲမရှို့အောင်ထိုင်ကုန်လဲမချွတ်အောင်ဘယ်လိုကိုတိုင်းပြည်ဘက်ကကိုမလောင်းကြနဲ့ကွာဒါသေးကြတယ်ဟဲ့ဘာရပါလဲသူတို့ဒေါသရှိတိုင်းမှားကြတယ်မြောက်ပြီးတယ်ဟုတ်တယ်အတ္တရှိတယ်များမကောင်းအားကစားဆိုအားကစားလို့ပဲအားပေးရသူတို့ပြောတော့နားထောင်အေးတက်ငယ်စကားတက်ကြီးကြတဲ့ဟုတ်တယ်ဟုတ်ပါဘူးတက်ကြီးစကားတက်ငယ်ကြဒီ40မှာတစ်ခါသာလုပ်တဲ့အေးချီကိန်းပွဲကြီးမှန်တယ်တို့တိုင်းကလာလို့မှာဆိုငါတို့အဲ့မှာသွားပြီးအားပေးတင်တယ်အားပေးရမယ်ကြိုင်နေဆိုတာကလူတွေကြိုင်တာမကောင်းဘူးအားကစားပဲကြိုင်တာကောင်းတယ်ဂုံတွေဒရက်တွေကြိုင်လို့မကောင်းဘူးပညာတွေကြိုင်လို့မကောင်းဟုတ်တယ်မလားအားကစားမှာကြိုင်ပွဲဆိုတာဖြစ်တာမှန်တယ်ဗျာအဲ့တော့တို့အားကစား
အားကိုက်တော့တို့မိသားစုသွားပြီးတော့အားပေးရမယ် အားပေးမယ်နဲ့ စီကိန်းပြန်ဝဲကိုတို့မိသားစုအားလုံးအားပေးမယ်စိတ်ပီစီဒီမဲတွေ့တာဒီပဲ Down the chain, my dude, we yeah, all the boxing.